တလိုင်းစာမှာတော့စာကျိုးကသူသဘောကျရဲ့မိန်းကလေးအိုက်ကာရဲ့ညင်ဘဲ့မှုကိုအမြဲတမ်းခံနေရတဲ့ကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ကျောင်းမှာတရက်တော့သူကအမြဲတမ်းလိုပဲသူ့ရဲ့နောက်ကိုလိုက်နေခဲ့ပြီးတော့အတူတူသွားဖို့အပေါ်ဆက်နေခဲ့ပေမဲ့သူမကတော့ဂယုမဆိုင်ပဲစိတ်နှောက်ချက်ပေးတဲ့သူဆိုပြီးတော့မောင်းထုတ်ခဲ့ပါတယ်။ရုတ်တရက်ပေါ်လုံးတစ်လုံးကသူ့ရဲ့ကောင်မှန်သွားခဲ့ပြီးတော့သူ့ရဲ့စိတ်ထဲမှာတစ်ခုခုပြောင်းလဲသွားသလိုလည်းခံစားလိုက်ရပါတယ်။အိုက်ကလည်းစိတ်ပူသွားခဲ့ပြီးတော့အဆင်ပြေလာလို့မေးတဲ့အချိန်စာကျိုးကလည်းအဆင်ပြေကြောင်းပြန်ပြေလိုက်ပါတယ်။အိုက်ကထွက်သွားခဲ့ပြီးရင်နောက်မှာတော့စာကျိုးလည်းသူမရဲ့နောက်ကိုထပ်မလိုက်တော့ဘဲနဲ့တာမန်ဘဝနဲ့ရှင်သန်ဖို့အတွက်ဆုံးဖြတ်လိုက်တာပါ။နောက်တနေ့မှာတော့စာကျိုးလည်းအတန်းထဲကိုပြန်ဝင်လာတဲ့အခါလူတိုင်းကတော့သူ့ရဲ့အမူအရာကတီးတီးတာတာပြောင်းလဲသွားတာကိုသတိထားမိခဲ့ကြတာပါ။အိုက်ကရဲ့တငယ်ချင်းခါချီတာကလည်းစာကျိုးကသူ့ရဲ့အရင်တော့အစွဲလန်းနေကြမလို့တခုခုပြောင်းလဲသွားတာဖြစ်နိုင်တယ်လို့ပြောခဲ့ပါသေးတယ်။အိုက်ကတော့သူမကိုဆက်မပြောဖို့အတွက်တားနေခဲ့ပေမဲ့စာကျိုးကတော့တီတီငိမ့်ငိမ့်ပဲငြိမ်ငြိမ်လေးထိုင်နေခဲ့တာပါခဏအကြာမှာတော့ဆရာရောက်လာခဲ့ပြီးတော့အမြဲတမ်းအိုက်ကာနာကိုတကောက်ကောက်လိုက်နေတဲ့ကောင်လေးကအခုတော့သူ့ရဲ့ခုံမှာငြိမ်ငြိမ်လေးထိုင်နေရအောင်မြင်ပြီးတော့အံ့ဩသွားခဲ့ပါတယ်စာကျိုးကတော့သူမကိုအရင်လိုဂယုမဆိုင်တော့တာကိုအိုက်ကာကလည်းတပြေးပြေးချင်းသတိထားမိလာခဲ့ပါတယ်နားနေရဲ့အချိန်မှာစာကျိုးကတော့လမ်းမှာပဲအေးဆေးဆေးလမ်းချောင်းနေခဲ့ပြီးတော့သူ့ရဲ့ခရက်လေးကိုလုံးဝဂယုမဆိုင်တော့ပဲနေခဲ့တာပါအိမ်နောက်မှာတငယ်ချင်းတွေကလည်းသူ့ကိုဘေးခေါ်ထုတ်သွားခဲ့ပြီးတော့သူနဲ့အိုက်ကကြားထဲမှာဘာတွေဖြစ်တာလဲဆိုပြီးသိကျင်စိမ့်နဲ့မေးလာကြပါတယ်။စာကျိုးကလည်းသူအိုက်ကနောက်ကိုထပ်ပြီးတော့မလိုက်ရှင်တော့ဘူးဆိုပြီးတော့ပဲဖြေခဲ့တာပါ။တငယ်ချင်းတွေကတော့ဒါအောင်မယုံကြည်ကြပဲနဲ့သူတို့နှစ်ယောက်အကြီးကျယ်ရန်ဖြစ်ထားကြတယ်လို့ပဲထင်နေခဲ့တာပါ။စာကျိုးကတော့သူအိုက်ကာကိုသဘောကျနေတုံးပဲဆိုပေမဲ့အခုတော့ဝေးရနေပဲရှစ်တော့မှဖြစ်ပြီးသူမောင်ကနောက်ထပ်အနောက်ရှက်မပေးတော့ဘူးဆိုပြီးတော့ရှင်းပြလာခဲ့တာပါ။သူကတော့တန်းထဲကိုပြန်အောင်လာခဲ့ပြီးတော့နေ့လေစာစားဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာအိုက်ကာကလည်းဘယ်သွားမလို့လဲဆိုပြီးမေးနေကြတော့ကန်ချင်းကိုတယောက်တည်းသွားမလို့ပါဆိုပြီးတော့ဖြေခဲ့ပါတယ်။သူတို့ရဲ့သတိထားတဲ့စာချုပ်ကအမြဲတမ်းအိုက်ကာနောက်ကိုလိုက်နေကြမလို့တငယ်ချင်းတွေကတော့ဒါကိုအရန်ထူးဆန်းနေခဲ့ပြီးဒီအပြောင်းလဲကိုမြင်ရတော့သူကအချိန်ချင်းညင်းမဲ့ခံရလိုက်လို့စိတ်ပြတ်သွားပြီလို့ထင်နေခဲ့ကြတာပါ။နေ့လေစာစားချိန်မှာတော့စာချုပ်လည်းတယောက်တည်းစားနေတော့မှဘေးကြားကောင်မလေးရီနာရောက်လာခဲ့ပြီးတော့သူ့ရဲ့ဘေးမှာထိုင်နေခဲ့ပါတယ်။သူမကတော့စကားစပြောဖို့ကြိုးစားခဲ့ပေမဲ့စာကျိုးကတော့စကားပြောစဉ်စိတ်မရှိကြောင်းတဲပဲပြောလိုက်ကရီနာကလည်းစိတ်မဆိုးဘဲနဲ့ဒီတိုင်းပဲထွက်သွားခဲ့တာပါနောက်တစ်နေ့မှာတော့သူ့ရဲ့တငယ်ချင်းတယောက်ရောက်လာခဲ့ပြီးတော့တယောက်ကသူ့ကိုလာတွေ့တယ်လို့ပြောတဲ့အခါအရင်လိုပဲတက်တက်ကြွကြွရှိနေတဲ့ရီနာကိုသူ့ရဲ့ရှေ့မှာထပ်တွေ့ရပြန်ပါတယ်စာကျိုးကတော့သူမရဲ့အမူအရာနည်းနည်းထူးဆန်းတယ်လို့မြင်ရခဲ့ပေမဲ့သူ့ရဲ့တငယ်ချင်းကတော့ရီနာကသူ့အတွက်ရွေးချယ်မှုကောင်းတစ်ခုဖြစ်နိုင်တယ်လို့အကြံပေးဖို့ပြောနေခဲ့တာပါအဲဒီချိန်မှာအိုက်ကာကတော့သူမရဲ့တငယ်ချင်းအာချီတာနဲ့အထမ်းထဲကိုပြန်ဝင်လာခဲ့ပြီးစာကျိုးကတော့သူ့ကိုစကားပြောဖို့ကြိုးစားခဲ့ပေမဲ့သူမကတော့တေချာပေါစောင့်ကြည့်နေခဲ့ပြီးပစ္စည်းတွေကိုစပွဲပေါ်တင်ပြီးတော့အတန်းထဲကနေထွက်သွားခဲ့ပါတယ်။အာကစားချိန်မှာစာကျိုးကတော့ကစားနေရင်အိုက်ကာကိုလှမ်းကြည့်နေခဲ့ပြီလို့ဂိမ်းထဲမှာအာယုံလွတ်သွားခဲ့ပြီးတော့ဖွဲ့သားတွေကလည်းသူတို့ဂိမ်းထဲမှာအာယုံမရှိတဲ့အတွက်ကြောင့်မလို့အကုန်လုံးတောင်းပန်လိုက်ရပါသေးတယ်။နောက်ပိုင်းမှာတော့အာရှီတာကရီနာအကြောင်းကိုသူ့ကိုပြောပြခဲ့ပြီးတော့လွန်ခဲ့တဲ့ချက်အနေငယ်မှာရီနာကသူ့ရဲ့ရေးသားဟောင်းအိုင်မူယာနဲ့အရန်တွဲခဲ့တယ်ဆိုတဲ့အကြောင်းပါပဲရီနာနဲ့အိုင်မူယာတို့ကတော့ထက်တန်းကျောင်းပထမနှစ်ကတည်းကတွဲလာကြတာဖြစ်ပြီးတော့တခြားသူတွေလည်းဒီကိစ္စကိုအမြဲတမ်းသိကျင်စိမ့်နဲ့စာချုပ်ကအိုင်မူယာကိုကိုယ်တိုင်သွားတွေ့တဲ့အခါအိုင်မူယာကတော့အခုတော့အိုက်ကာနဲ့တွဲချင်နေပြီဆိုပြီးတော့သူ့ရဲ့တငယ်ချင်းတွေကိုပြောတာကြားလိုက်ရပါတယ်အတန်းနဲ့ပြန်ရောက်လာတဲ့အခါအာရှီတာကလည်းစာချုပ်ကိုရီနာအကြောင်းစဉ်းစားနေရလားဆိုပြီးနောက်ပြောင်ပြီးမေးခဲ့ပါသေးတယ်။စာချုပ်ကရီနာကိုအရေးကြီးတစ်ခုမေးချင်တယ်လို့ပြောနေတော့မှရီနာကိုယ်တိုင်သူတို့အတန်းထဲကိုဝင်လာခဲ့တာပါ။အာချီတာကလည်းသူမကိုဘာလို့ရီးစားနဲ့လမ်းခွဲလိုက်တာလဲဆိုပြီးချက်ချင်းမေးလိုက်တဲ့အခါရီနာကတော့သူမကျေနပ်တာမရှိဘဲနဲ့နှစ်ဦးသဘောတူလမ်းခွဲခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အချီတာကတော့အိုင်မူယာကိုတိုင်ကလက်တွဲဖို့ကောင်းမဟုတ်ခဲ့တာကြောင့်မလို့စာကျိုးနဲ့ဆိုရင်ပို့ပြီးတော့ကောင်းသွားနိုင်တယ်လို့စလိုက်ပါသေးတယ်။အဲဒီချိန်မှာအိုက်ကာကဝင်ပြောခဲ့ပြီးတော့အာချီတာလွန်သွားပြီဖြစ်ကြောင်းနဲ့ဒီလိုပုဂ္ဂိုလ်ရေးကိစ္စတွေဝင်မပါတင်ကြောင်းနဲ့မဆနောက်တင်ကြောင်းပြောခဲ့ပါတယ်။ရီနာကလည်းဒီလိုဆွဆွဲတာကိုသဘောမကျတာမလို့အာချီကတော့ဒေါသကြီးနဲ့အော်ခဲ့ပြီးတော့အတန်းထဲကနေထွက်သွားခဲ့တာပါ။နေရာလုံးကြံရိတ်ခဲ့တဲ့အချိန်မှာစာကျိုးကလည်းဒီမောင်တောင်းပန်ဖို့အတွက်နောက်ကနေလိုက်သွားခဲ့ပါတယ်။စာကျိုးကတော့ပန်းချန်ထဲမှာရီနာကိုလမ်းခေါ်ခဲ့ပြီးတော့စိတ်အေးသွားအောင်ရှော့နေခဲ့တာပါစကားပြောနေတော့မှစာကျိုးကတော့သူမရဲ့အချိန်မှာအိုက်ကာရဲ့အကြောင်းအရာတိတ်မပြောတာကိုရီနာလည်းသတိထားမိသွားခဲ့ပါတယ်စာကျိုးကတော့သူရဲ့အချိန်မှာတခြားမင်းကလေးအကြောင်းပြောတာကမသိတော့ဘူးလို့ခံစားရလို့ပါလို့ရှင်းပြခဲ့ပေမဲ့နာကလည်းအိုက်ကာကိုကြိုက်ညာလားဆိုပြီးတော့မိခဲ့ပါတယ်
စာချုပ်ကသူ့ရဲ့ crap ဖြစ်တဲ့အကြောင်းပြောခဲ့ကအိုင်ကာကလည်းသူ့ကိုအစကတည်းကလက်မခံခဲ့တဲ့အတွက်ကြောင့်ဒါသူ့အတွက်တော့ထူးဆန်းနေခဲ့တာပါစာချုပ်ကလည်းရီနာကိုလမ်းခွဲခဲ့တဲ့အကြောင်းမိလိုက်တဲ့အချိန်ရီနာကသူတို့ရဲ့စိတ်နေစိတ်သားနဲ့အကြိုက်တွေကရန်ကိုကွာခြားခဲ့ကြောင်းလွတ်လပ်မှုလိုချင်ပေမဲ့အိုင်မူယာကတော့အရာရာကိုကန့်သက်ထားပြီးတစ်ဖက်သက်ဆန်တဲ့အတွက်ကြောင့်လမ်းခွဲခဲ့ရကြောင်းကိုပြောပြခဲ့ပါတယ်ရီနာစိတ်သက်သာရသေးဖို့အတွက်စာချုပ်ကလည်းသူကိုယ်တိုင်အချိန်ချင်းညှင်းမဲ့ခဲ့ရတဲ့အတွက်တွေ့ကြုံတွေကိုပြောပြခဲ့ပါတယ်သူကမင်းကလေးကြားနာကိုလိုင်းနေခဲ့ကြောင်းပြီးတော့သူမကသူ့ကိုလူပုံလေမှာပိုင်ရိုက်ခဲ့ကြောင်းနဲ့သူမပေါ်ဆွဲလန်းသွားတဲ့အချက်ကသူကန်ထဲမှာလဲတဲ့အချိန်တုန်းကအိုက်ကာကကူညီပေးရဲ့အတွက်ကြောင့်အဲ့ကလေးကဆွဲလန်းသွားခဲ့ပြီးတော့ရှစ်မိသွားရဲဆိုတဲ့အတွက်ကြောင့်အဲ့စေတနာအသေးလေးတစ်ခုကြောင့်ပဲသူကအိုက်ကာပေါ်မှာတွေ့တာသွားပြီးတော့ဆွဲလန်းကြည့်သူကြောင့်ဖြစ်ခဲ့ကြောင်းကိုအားလုံးရှင်းပြခဲ့ပါတယ်ဒီလိုနဲ့နောက်တနေ့မနက်မှာတော့ရီနာကိုသူ့ရဲ့ရည်သားအိုင်မူယာနဲ့ထပ်တွေ့ရရဲဆိုတဲ့သတင်းအကြောင်းမှပြန်နေခဲ့တာပါအရှိတာကတော့စာချုပ်အတွက်စိတ်မကောင်းဖြစ်နေခဲ့ပြီးတော့သူကတပတ်အတွင်းမှာပဲအိုက်ကာစီကရီနာစီကပါစိတ်ပြက်စရာကြီးကြုံတွေ့ခဲ့ရကြောင်းပြောနေခဲ့တာပါဒီကလေးနှစ်ယောက်လုံးကြောင့်မလို့အရန်စိတ်ထိနိုင်မှာပဲလို့ထင်နေခဲ့ပြီးတော့သူ့ကိုနှစ်သိမ့်ပေးတဲ့နယ်လို့ကြွေးနေခဲ့တာပါဒါပေမဲ့စာချုပ်ကလည်းအရန်တည်ငြိမ်နေပြီးရီနာအပေါ်မှာအဲဒီလိုစိတ်ပိုင်းဆိုင်ရာတွေ့တာမှုမျိုးတစ်ခါမှမရှိခဲ့ဘူးတာကြောင့်မနာကျင်ရခဲ့ပါဘူးနောက်ပိုင်းမှာတော့အိမ်မှာတယောက်တည်းထိုင်နေရင်းနဲ့စာချုပ်ကတော့အိုက်ကာဟာသူလန်လန်းမမီရဲ့နေရာမှာရှိနေခဲ့ပြီးတော့သူ့ရဲ့လက်တွေကိုလက်ခံတင်လာလို့ကြွေးနေမိခဲ့တာပါဒီတိုင်းသာမမီတဲ့ပန်းကိုတုံးခုလန်းနေမယ်ဆိုရင်တစ်သက်လုံးဟိုကောင်နေလိုပဲ FA ကောင်နေဖြစ်ရမယ်လို့သူ့ကိုယ်သူတွေးမိသွားပြီးလန့်သွားခဲ့တာပါအဲဒီအချိန်မှာပဲပဒင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်ခဲ့ပြီးတော့အိုက်ကာဟာသူ့ရဲ့အိမ်ရှိမှရက်နေတာကိုတွေ့ခဲ့ရပြီးသူမကိုအိမ်ထဲခေါ်လိုက်ခဲ့ပြီးတော့မျက်နှာချင်းဆိုင်စကားထိုင်ပြီးပြောခဲ့ကြပါတယ်စာချုပ်ရဲ့ထူးဆန်းတဲ့အမူအရာတွေကတော့သူမကိုစိုးရင်စီလို့လာခဲ့တာလို့ပြောခဲ့ပြီးတော့အိုက်ကလည်းရှင်းပြလိုက်တဲ့အချိန်မှာစာချုပ်ရဲ့ပြောင်းလဲသွားမှုကရုတ်တရက်ကြီးဖြစ်သွားခဲ့ပြီးတော့သူမကိုကြောက်လန့်စေသွားခဲ့ပါတယ်။စကားပြောနေတော့မှစာချုပ်ကတော့သူ့ရဲ့အကျင့်ဟောင်းအတိုင်းမစီမဆိုင်တဲ့အပေါ်သားစကားတစ်ခုကိုပြောမိသွားခဲ့ပြီးရှင်းပြဖို့လုံးနေတော့မှပဲသူမရဲ့အမားဖြစ်သူ KT ကအခန်းထဲဝင်လာခဲ့ပြီးတော့သူတို့စီကိုရောက်လာခဲ့ပါတယ်။စာချုပ်ကတော့အိုက်ကာအကြောင်းကိစ္စလေးလာပြောပြတာလို့ပြောခဲ့ပြီးတော့ပြန်တော့မှဖြစ်ကြောင်းပြောလိုက်တဲ့အချိန်မှာသူ့ရဲ့အမကိုအမြန်ပဲပြောလိုက်ပါတယ်။နောက်ပိုင်းမှာတော့သူကအိုက်ကာကိုအိမ်ထိလိုက်ပို့ပေးခဲ့ပြီးသူ့အမဝင်မလာခင်ဘာပြောချင်တာလဲဆိုပြီးတော့မေးနေခဲ့တာပါ။စာချုပ်ကတော့သူမကိုနောက်ထပ်ထပ်မလိုက်တော့ဘဲနဲ့သူ့ရဲ့ဘဝကိုတာမန်ကြိုင်မဲ့ရှင်သန်တော့မယ်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။မမတငယ်ချင်းကောင်းတွေရှိခဲ့ရင်သူ့ကိုမိတ်ဆက်ပေးပါအောင်လို့တော့နောက်ပြောင်ပြီးပြောလိုက်ပါသေးတယ်။ဒါအောင်ကြတော့အိုက်ကလည်းပို့ပြီးတော့ဝမ်းနေသွားခဲ့ပြီးဘာမှပြောပဲထွက်သွားခဲ့တာပါ sorry နားမနေတာတခုကကြိုက်တော့လေဥပြက်ခါပြုတ်တယ်လို့လိုက်တော့လေတောက်ကူးမဆိုင်တဲ့သူတွေပဲမလို့သူတို့ကိုပြစ်ထားခဲ့ရင်လည်းမနေတတ်ကြပါဘူးခဏကြာမှာတော့စာချုပ်လေးပြန်တော့မဲ့အချိန်မှာသူကသူ့ရဲ့နာမည်ကိုမေးနေခဲ့ပြီးတော့စာချုပ်ကလည်းနာမည်အရင်ကိုမပေးဘဲနဲ့သူဟာယာမာဆာကီဖြစ်ကြောင်းပြောခဲ့ပြီးလိန်ညာပြီးတော့မိတ်ဆက်ခဲ့တာကြောင့်မလို့သူ့ကိုမမှန်မိတော့ပါဘူးနောက်တနေ့မနက်မှာသူကတော့သူ့ရဲ့အမခါရတီနဲ့အတူတူသူတို့တူတူအိမ်ထဲကနေထွက်လာခဲ့ကြပါတယ်။ KT ကတော့မင်းညာတွေ့ဆုံမှုမှာအိုက်ကတေချာပေါက်စကားပြောခဲ့ရဲ့လားဆိုပြီးမေးနေခဲ့တာပါ။စာချုပ်ကသူတို့နှစ်ယောက်လုံးရှိမှမုတ်တွေကိုရှာပေးခဲ့တာပါ။ရှီနာမီယာကတော့ဘာလို့လိန်ခဲ့ရလဲလို့မေးခဲ့ပြီးအတန်းကိစ္စကြောင့်မလို့သူကသူ့ရဲ့တငယ်ချင်းကိုဒုက္ခပေးမိတယ်လို့ဖြစ်သွားလို့ရီနာကလည်းပြောပြခဲ့တာပါ။အိုက်ကာကတော့သူမရဲ့တငယ်ချင်းတစ်တွေနဲ့ပျော်ပျော်ရွှင်ရွှင်စကားပြောနေခဲ့ပြီးသူတို့ရဲ့တယောက်ကတော့ပိတ်ရက်မှာအိုက်ကာရဲ့အိမ်ကိုအလဲသွားခဲ့ပြီးတော့သူမရဲ့ညီမလေးနဲ့တွေ့ဆုံမှုပြောနေခဲ့ကြတာပါဒိုဂျိုရဲ့နေရာတီရောက်လာခဲ့ပြီးတော့စိုးတိုင်းနဲ့အရန်ပြင်းထန်မှုကြောင့်မလို့ကျောင်းသားအားလုံးရွှေတွေထွက်နေခဲ့ကြပြီးတော့အရန်ကိုပင်ပန်းနေခဲ့ကြတာပါစာချုပ်ကအတန်နဲ့ဝင်လာတဲ့အချိန်မှာအခန်းထဲမှာအေယာကွန်တစ်တက်ထားတာကိုမြင်ပြီးတော့ဝမ်းသာသွားခဲ့ကအဲဒီအချိန်မှာတော့ခေဂျာကလည်းသူ့ကိုတော်တော်ကြောက်ကြနေနှုတ်ဆက်ခဲ့ပါတယ်စာချုပ်ကတော့သူမရဲ့နေရာတီယူနီဖောင်းအရန်ကိုပါလုံးတယ်လို့ပြောတော့အာချီတာကလည်းဒါအကြောင်းတရားဝင်ခွင့်ပြုထားတဲ့နေရာတီဝတ်ဆောင်ပြကြောင်းပြောခဲ့ပါတယ်။စာချုပ်ကတော့အိုက်ကားကိုကြည့်နေတဲ့အခါသူမကလည်းအရင်ကထက်တောင်ပို့ပြီးတော့လှနေတယ်လို့ပါပဲ။သူကတော့အာချီတာကိုပိတ်ရက်အိုက်ကားရဲ့သွားမယ့်အကြောင်းမေးဖို့လုပ်နေတော့မှဆရာဝင်လာခဲ့ပြီးတော့အားလုံးနေရာမှာထိုင်ဖို့အတွက်ပြောလိုက်ပါတယ်။အဲဒီချိန်တွင်မှအာချီတာကလည်းသူမရဲ့ဖုန်းထဲမှာပိတ်ရဲကြောင်းမလို့ဓာတ်ပုံတွေကိုကြည့်နေကြပြီးလူတိုင်းကလည်းရေမောပြီးတော့ပျော်နေခဲ့ကြတာကိုသတိထားမိခဲ့ပါတယ်။ဒါပေမဲ့အိုက်ကာကတော့တစုံတရာကိုစောင့်နေတယ်လို့မျိုးဖြစ်နေခဲ့တာကြောင့်နောက်ပိုင်းမှာအာချီတာကလည်းစာချုပ်ကိုအိုက်ကာနဲ့စကားပြန်ပြောသင့်ပြီလို့ပြောနေခဲ့ပေမဲ့စာချုပ်ကတော့သူ့ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲနေပြီးတော့အိုက်ကာကိုခရက်လို့ဆက်မလိုက်ဖို့အတွက်ဆုံးဖြတ်ထားခဲ့တာပါ။တန်ပြီးရဲ့အချိန်မှာတော့တငယ်ချင်းတွေဆာဆာကီကတော့စိတ်လှုပ်ရှားစွာရောက်လာခဲ့ပြီးပေးရန်ကြောင်းပြောပါတော့တယ်။သူကတော့ဖုန်းထုတ်ခဲ့ပြီးတော့အိုက်ကာရဲ့အိမ်ကပါတီဓာတ်ပုံတွေကိုပြခဲ့တာပါ။
ပုံတွေကိုကြည့်ရင်းနဲ့စာချုပ်ကတော့အိုက်ကာရဲ့ညီမလေးကတကယ်ချက်စရာကောင်းတယ်ဆိုတာတွေ့သွားခဲ့ပြီးတော့နောက်ပြောင်တဲ့အနေနဲ့အဲ့ဒီပုံတွေကိုဆာဆာကီရဲ့အမစီကိုလည်းပို့လိုက်တဲ့အတွက်ကြောင့်မလို့သူကတော့အိုက်ကာတဲ့သူ့ရဲ့ညီမလေးကပို့ပြီးတော့ချက်စရာကောင်းတာကိုစာနေခဲ့ပါသေးတယ်။နေလေသာစားတဲ့အချိန်မှာတော့စာချုပ်လည်းအေးအေးဆေးဆေးတယောက်တည်းစားတော့မဲ့အချိန်မှာယာမိုဆာကီကတော့သူ့ကိုမြင်သွားခဲ့ပါတယ်။သူကတော့စာချုပ်ကိုနေလေသာတူစားဖို့ခေါ်တဲ့အတွက်ကြောင့်တခြားဝိုင်းကိုခေါ်သွားခဲ့တာပါ။ကိုကတော့စာချုပ်ကဒီမနက်ပိုင်းမှာရန်တိငိန်သွားခဲ့ပြီးတော့ချက်ချင်းပဲသတိထားမိလိုက်တဲ့အတွက်ကြောင့်မလို့တခုခုစိတ်ဖိစီးနေရလားဆိုပြီးမိလိုက်တဲ့အချိန်စာချုပ်နဲ့အိုက်ကာတို့ရဲ့အတန်းပေါ်ထံပို့ပြီးတော့ကန်ကြမှာအကြောင်းဆာနောက်နေခဲ့ပါသေးတယ်။စာချုပ်ကတော့ဒီလိုစကားဝိုင်းမျိုးကိုသူ့ကိုခေါ်လိုက်တဲ့အတွက်ယာမိုဆာကီကိုစိတ်ပြတ်သွားခဲ့ပြီးတော့ကိုတို့ကသူတို့ရဲ့အပြင်မှာတူတူလျှောက်သွားဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်။စာချုပ်ကတော့သူအိုက်ကာရဲ့အိမ်လိပ်စာကိုတော့မသိဘူးလို့ပြန်လည်ပြောခဲ့ပါယာမိုဆာကီကတော့သူ့ကိုစားနောက်နေခဲ့ပြီးတော့မင်္ဂလိတွေကလည်းရီနာအီဆာဝါနဲ့ခဏတာတွေ့ဆုံမှုကြောင့်မေးလိုက်ခဲ့ပါရာဂျိုကတော့ပြန်ပြေးဖို့လုပ်နေတုန်းမှာရုတ်တရက်အိုင်ကရောက်လာခဲ့ပြီးတော့ဘသူ့ကိုမှဘာမှမပြောဘဲသူ့ရဲ့ရှေ့မှာရပ်လိုက်ပါတယ်ဒီမှာကတော့စာချိုးရဲ့လက်ကိုဆွဲလာခဲ့ပြီးတော့အပြင်ကိုဆွဲထုတ်သွားခဲ့ကတပွဲလုံးနဲ့အံ့ဩနေခဲ့ကြပြီးတော့စာချိုးကိုယ်တိုင်ကလည်းသူဘာအမှားလုံးမိလဲဆိုပြီးတော့အိုင်ကကိုတွေးနေခဲ့တာပါဒီလားအလေးနဲ့ချဖို့အတွက်သူ့ကိုဆွဲထုတ်သွားတာစိုးရင်လာခဲ့ပြီးတော့မိန်းကလေးဖွဲနဲ့ဝေရအောင်ရောက်တဲ့အချိန်မှာလမ်းမှာလျှော်လဲသွားခဲ့ပါတယ်။ထားဖို့ကြိုးစားနေတော့မှပဲအိုက်ကာကတော့နားကိုကပ်လာခဲ့ပြီးတော့အိမ်မိန်းကလေးတွေနဲ့ဘာတွေပြောနေကြလဲဆိုပြီးမိခဲ့ကဒါအောင်မြင်တော့သူမကတော့နည်းနည်းမနာလို့ဖြစ်နေတဲ့ပုံနဲ့ပြောလိုက်ခဲ့တာပါ။စာချုပ်ကလည်းသူမဘာလို့သူ့ကိုစိတ်ဆိုးနေရလဲဆိုတာနားလဲသွားခဲ့ပြီးတော့အိုက်ကာကတော့ရှက်ရှင်းပဲစိတ်တူတာပြန်ထိန်ခဲ့ပြီးသူ့ကိုအထင်မလွဲနဲ့လို့ပြောကအမြန်ပဲထွက်ပြေးသွားခဲ့ပါတယ်။နောက်ပိုင်းမှာအာရှီတာကတော့နောက်ကနေလိုက်လာခဲ့ပြီးတော့တထောင်စစ်ကိုတာယာထိခဲ့ကဘာဖြစ်တာလဲဆိုပြီးမေးနေခဲ့တာပါနေလေသာစားတော့တခြားမိန်းကလေးတွေနဲ့စကားပြောနေတော့အိုက်ကာစိတ်ဆိုးသွားကြောင်းနဲ့အခုသူဘာဆက်လုပ်တင်လဲဆိုတာနားမလည်တော့ကြောင်းပြောလာခဲ့ပါတယ်သူ့ရဲ့စကားတွေကိုနားထောင်ခဲ့ပြီးတော့အာရှီတာကလည်းအိုက်ကာဟာသူ့ရဲ့အာယုံစိုက်မှုတွေကိုထိလွယ်ရှာလွယ်ဖြစ်နေတာဖြစ်နိုင်ပြီးတော့စာချုပ်ကိုတခြားသူတွေနဲ့အဲ့လောက်ရင်းနေနေမရှိသေးချင်တာဖြစ်နိုင်တယ်လို့ပြောခဲ့တာပါအဲ့ဒီအချိန်မှာပဲကျောင်းသားတက်မကစီနီယာကောင်လေးတယောက်ရောက်လာခဲ့ပြီးတော့စာချုပ်နဲ့စကားပြောချင်နေရလို့ပြောခဲ့ကစာချုပ်ကတော့မင်္ဂလိတယောက်တည်းနောက်ကိုနှစ်ပေါင်းများစွာလိုက်နေခဲ့ပြီးမှအခုမှရုတ်တရက်နောက်ဆုတ်လိုက်တဲ့အကြောင်းရင်းကိုသိချင်နေခဲ့တာပါစာချုပ်ကတော့သူကတစုံတဦးပေါ်မှာဆွဲလန်းကြီးနေမဲ့အစားအခုတော့ကိုပြောင်းလဲဖို့ရအတွက်ကြိုးစားနေပြီးတာမန်ဘွားနဲ့ရှင်သန်ကျင်တာပါလို့အချင်းချင်းဖြေလိုက်ခဲ့ပါတယ်အဲ့နောက်မှာစီနီယာကတော့တကယ်ကိုအကြောင်းရင်းပြောပြတဲ့အချိန်မှာသူကတော့တကယ်တော့စာချုပ်ရဲ့အမခါရီရဲ့တောင်းဆိုမှုကြောင့်လာခဲ့တာဖြစ်ကြောင်းပြောခဲ့ပါတယ်။ခါတီကတော့ဒေတာဘောက်စာချုပ်ရဲ့ရုတ်တရက်ပြောင်းလဲသွားတဲ့ပုံမှာသူမစိုးရိမ်နေကြောင်းပြောခဲ့တာပါ။ဘာလို့လဲဆိုတော့သူမငယ်ငယ်ကလေးတွေကစာချုပ်ကိုအမြဲတမ်းပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပြီးစိတ်ကြီးကိုင်းမှာစိုးရိမ်နေခဲ့တာပဲဖြစ်ပါတယ်။စာချုပ်ကလည်းသူ့အမကတစုံတယောက်ကိုသူ့ရဲ့ခံစားချက်အမှန်တွေကိုပထမဆုံးချိန်ထုတ်ပြောခဲ့တာကြောင့်မလို့အံ့ဩနေခဲ့တာပါ။စီနီယာကတော့သူတို့ညီအပုံမှန်လင်းလင်းပြောနိုင်မှုအတွက်ခေါမိုးပေါ်မှာတွေးဆောင်မှုအတွက်စီစဉ်ထားကြောင်းပြောခဲ့ပါတယ်။လမ်းလျှောက်သွားတဲ့အချိန်မှာတော့စာချုပ်ကလည်းသူဘာလို့ဒီလောက်တောင်ဂရုစိုက်ပေးနေရလဲ။ကူညီပေးနေရလဲလို့မေးခဲ့ပြီးတော့စီနီယာကတော့ပြီးခဲ့တဲ့နှစ်ခတ်ခဲ့တဲ့အချိန်တုန်းကကာရာတေးမှာသူ့ကိုကူညီပေးခဲ့ဘူးတာကြောင့်တေချာပေါက်ကျေးဇူးပြန်ဆက်တာဆိုပြီးပြောနေခဲ့ပါတယ်။အဝေးကနေအိုင်ကာနဲ့အာရှီတာကလည်းကောင်းလေးနောက်ထွက်သွားတာကိုကြည့်နေခဲ့ကြပြီးတော့စာချုပ်လည်းခေါမိုးပေါ်ရောက်တဲ့အချိန်မှာခိုင်တာသူ့ကိုစောင့်နေတာတွေ့ခဲ့ရပါတယ်။ဒီလိုနဲ့သူမကိုဒေတာဘောက်ဂယူးဆိုင်တယ်ဆိုတဲ့အကြောင်းသူ့ရဲ့ကောင်းကွက်ဆဲကူကိုပြောလို့နောက်လိုက်ပါသေးတယ်။ကာတီကတော့ဒေတာဘောက်သူ့ကိုစိတ်လှုပ်ရှားသွားခဲ့ပြီးတော့ကောင်းကွက်တစ်ခုမှဆက်ချင်းကိုမမှတ်မိခဲ့ပဲနဲ့အိမ်တော့သူကတော့တာမန်လေးချင်းတွေကိုပဲပြောပြနိုင်မလားလို့မေးတဲ့အခါမှာတော့ကာတီကလည်းဘလို့နေထိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောပြလာခဲ့တာပါ။ဒီလိုနဲ့အမဖြစ်သူကလည်းမနာတမ်းပြောပြပြီးရဲ့အချိန်မှာတော့အနီးကစောင့်ကြည့်နေရအောင်စာချုပ်လေးစိတ်ချသွားခဲ့ပါတယ်။သူရဲ့အမကိုတိတ်ကကိစ္စတွေအတွက်ကိုအပြစ်မတင်ဖို့ကိုလည်းရှင်းရှင်းလင်းလင်းပြောခဲ့တာပါသူကတော့တာမန်ကောင်လေးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့အိုင်ကာနောက်လိုက်တာကိုရက်တမ်းမှုကိုယ်တိုင်ပဲဆုံးဖြတ်ကြတာဖြစ်ကြောင်းနဲ့ဒါကတော့သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုသာဖြစ်ပြီးတော့သူ့ရဲ့အမကြောင့်မဟုတ်ကြောင်းကိုလည်းရှင်းပြခဲ့ပါတယ်သူကတော့သူ့ရဲ့အမကိုရှင်ရင်သက်ပုံစံအတိုင်းလေးပဲနေဖို့နဲ့တဲတိုးဆန္ဒတွေပွင့်လင်းတာနဲ့ကျေးဇူးတင်စကားတွေတစ်ခါမှမပြောရရင်အိမ်မှာအေးစစ်စစ်နေတတ်တာကိုသဘောကျကြောင်းပြောပြခဲ့ပါတယ်အဲဒီချိန်မှာပဲအိုင်ကာနဲ့အာရှီတာတို့ရုတ်တရက်ရောက်လာကြပြီးတော့သူတို့ရဲ့စကားတွေခဏလောက်နားထောင်နေကြတာပါအိုင်ကာကတော့စာချုပ်ကိုသူမအမအပေါ်ဘလောက်ပြင်းပြင်းထန်ထန်ပြောစီတဲ့အတွက်ချက်ချင်းဒေါသထွက်သွားခဲ့ပြီးတော့တောင်းမှတင်တယ်ဆိုပြီးတော့မတိပဲဝင်ပြောခဲ့တာပါစာချုပ်ကတော့သူမဘာလို့ခေါင်းမပေါ်ရှောင်းနေရလဲလို့မေးလိုက်တဲ့အချိန်ဒါကြတော့အိုင်ကာလည်းတုံ့လောက်သွားခဲ့ပြီးတော့သူရဲ့နောက်ကိုလိုက်လာပြီးစောင့်ကြည့်နေရအောင်လုံးမိသွားမှန်းသိသွားခဲ့တာပါအိုင်ကာလေးချက်သွားခဲ့ပြီးတော့
သူမအဲ့ဒီလိုမျိုးတိုက်တိုက်ဆိုင်ဆိုင်ရောက်လာပါလို့ပြောခဲ့ပြီးတော့အမြန်ပဲပြေးသွားခဲ့ပါတယ်ခါတီကတော့ပြန်ဖို့အတွက်ဆုံးဖြတ်လိုက်ခဲ့ပြီးတော့ထုံးစံအတိုင်းပဲစာကြိုးကိုစိတ်ပူသွားတာကြောင့်မလို့မောင်နှမနှစ်ယောက်ရဲ့ဆက်ဆံရေးအရှင်လိုပဲပြန်ရောက်သွားခဲ့ပါတယ်အိမ်ညနေမှာစာကြိုးအိမ်ပြန်ရောက်တဲ့အခါမှာလေကီတီကတော့ထုံးစံအတိုင်းပဲစူပါပေါ်မှာလဲနေရတွေ့ခဲ့ရပြီးတော့ခေါမိုးပေါ်ကသူတို့ရဲ့စကားများမှုပြီးမှသူကတော့တောင်းပန်တဲ့အနေနဲ့မောင်မော်တစ်ခုပေးလိုက်ပါတယ်ခါကြီးကတော့ဒီအမောင်းကိုစားခဲ့ပြီးတော့တခုခုထပ်ပြီးတော့ပြစ်တင်ပြောဆိုနေခဲ့ပြီးတော့သူတို့ရဲ့အငင်းကောင်ကပုံမှန်တိုင်းဆက်ဖြစ်နေခဲ့ပြီးမိခင်ဖြစ်သူကလည်းနှစ်ယောက်သားကိုကြည့်ပြီးတော့ပြုံးနေခဲ့တာပါစာချုပ်ကတော့ဒီမြင်ကွင်းကိုရဲစရာကောင်းတယ်လို့ထင်ခဲ့ပြီးတော့ဒီကတော့မုတ်စားနေတဲ့တပ်ပုံနဲ့ဗီဒီယိုတွေပါရိုက်ခဲ့ပါသေးတယ်မြင်သွားတဲ့အချိန်မှာတော့ဒေါသထွက်သွားခဲ့ပြီးရဲ့အချိန်ချက်ချင်းပဲထပ်လာခဲ့ကစာချုပ်ကိုပြင်းပြင်းထန်ထန်ထိုးနှက်လိုက်တာကြောင့်မလို့သူတို့ရဲ့ပုံမှန်ရံပွဲကပုံမှန်တိုင်းပဲဆက်ဖြစ်နေသေးပါပဲနောက်တစ်နေ့ကန်ထဲမှာတော့အိုင်ကာနဲ့အာရှီတာတို့ကလည်းပေးရတဲ့တွေ့ဆုံမှုကိုပြန်လည်ပြောနေခဲ့ကြပြီးတော့အိုင်ကာကသူမရဲ့ညီမလေးကသူ့ရဲ့တငယ်ချင်းတွေနဲ့အမြန်ရင်းနှီးသွားတာကိုနည်းနည်းထူးဆန်းနေခဲ့တာပါအာချီတာကတော့ဒါညီမလေးအကြောင်းနဲ့မဟုတ်ဘဲနဲ့စာကြွေးအကြောင်းလဲပါဝင်နေခဲ့ကြောင်းပြောပြခဲ့တာပါစာကြွေးရဲ့ရှိနေမှုကအိုင်ကာအတွက်လေးချင်းတစ်ခုနဲ့ရင်းနှီးနေသလိုခံစားချက်တစ်ခုဖြစ်နေခဲ့ကြောင်းအာချီတာကိုရှင်းပြနေခဲ့တာပါကုတူကတော့ကွာဝေးတစ်ခုထားလိုက်တဲ့အချိန်မှာအဲ့ဒီနေရာဟင်လာရင်းလင်းဖြစ်သွားခဲ့ပြီးတော့သူမအတွက်အရန်ထီးကျန်သလိုခံစားနေခဲ့ရတာပါစာကြိုးကတော့သူမကိုပြန်ကြည့်စေခြင်းနဲ့ဆိုရင်စောင့်နေရုံမရဘဲနဲ့ကိုယ်တိုင်လည်းရှည်သလန်းလန်းသိနေဆိုတဲ့အကြောင်းအာချီတာလည်းကြံပေးခဲ့တာပါစာကြိုးတို့အိမ်မှာမနှက်စာစားနေတော့မှပဲသူနဲ့ကေတီတို့အတူတူထိုင်နေခဲ့ကြပြီးတော့ကေတီကတော့သူ့ရဲ့သပင်ကိုကြည့်ပြီးတော်တော်ရှည်ပြီးတော့ဖျို့ပြဲဖြစ်နေပြီလို့ပြောလိုက်ခဲ့တာပါအရင်ကဆိုရင်သူကပုံစံကိုအရန်တက်တက်တတာလှုပ်တတ်တဲ့အတွက်ကြောင့်စာကြိုးလည်းအခုတော့ဒါတွေကိုဂယူးမဆိုင်တော့ဘူးလို့ပြန်ပြောခဲ့ပါတယ်ကျောင်းသားရဲ့လမ်းမှာတော့ကေတီပြောတာမှန်တယ်လို့တွေးမိသွားခဲ့ပြီးသူကအိုင်ကာရဲ့အပေါ်မှာအထင်ကြီးစေခြင်းလို့အမြဲတမ်းပြင်ဆင်ခဲ့တာသပင်ပုံသွင်းတာတသက်ရရနေဖို့လည်းကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့အခုတော့သူမနာကိုဆက်မလိုက်တော့တာကြောင့်သူ့ကိုယ်သူဂယူးဆိုင်ဖို့အကြောင်းရင်းလည်းလုံးဝမရှိတော့ဘူးလို့ခံစားခဲ့ရပါကြားရတဲ့အချိန်မှာတော့သူကအိုင်ကာနဲ့အာချီတာတို့ကိုစိတ်ပါပင်နဲ့နှုတ်ဆက်နေခဲ့ပြီးတော့အိုင်ကာကလည်းသူ့အတွက်တာမန်တမ်းမော်တရားဖြစ်တယ်လို့ပြောနေခဲ့ပါတယ်အာချီတာလည်းသူ့ကိုရှက်ရှင်းတားလိုက်ခဲ့ပြီးတော့ဟန်ဆောင်နေရာတွေရပ်ဖို့နဲ့ခြေထောက်ကိုစားနှောက်လိုက်ပြီးတော့နင်းလိုက်ပါသေးတယ်ခဏကြာမှတော့နားချိန်ကိုပြင်သွားဖို့လုပ်နေတော့မှအိုင်ကာကတော့သူ့ရဲ့နားကိုကပ်ဖို့ကြိုးစားနေခဲ့ပေမဲ့စာကြိုးကတော့သူ့မောက်ကိုဂရုမစိုက်ဘဲနဲ့တန်းထောက်သွားတဲ့အတွက်ကြောင့်တယောက်တည်းချန်ရင်နေခဲ့ပါတယ်စာချုပ်ကတော့ဘသူမှသူ့ကိုလာမနှောက်ချက်နိုင်မဲ့ကျောင်းရင်တိတ်ဆိတ်နေတဲ့နေရာတစ်ခုကိုသွားခဲ့ပြီးတော့နေ့လယ်စာကိုတယောက်တည်းစားနေခဲ့ပါတယ်။ဒါပေမဲ့ခဏအကြာမှာတော့ကျောင်းသားတွေပုံပုံများလာခဲ့ပြီးတော့အနီးနားမှာရှိတဲ့ဇပွဲအိမ်မှာထိုင်နေကြတာကိုသတိထားမိလိုက်တာပါ။တန်တဲ့ပြန်ရောက်လာတဲ့အချိန်မှာတော့စာချုပ်ရဲ့တငယ်ချင်းဆာဆာကီကစိတ်ညစ်နေတဲ့ပုံနဲ့ရောက်လာခဲ့ပြီးတော့စာချုပ်ကတော့အိုက်ကိုင်းညီမလေးနဲ့တွဲရိုက်ထားတဲ့ပုံကိုပို့လိုက်လို့သူ့အမယူကီကတော့သူ့ကိုအမြဲတမ်းလိုက်စားနေကြအောင်ပြောခဲ့ပါတယ်။ဆာဆာကီကတော့စာချုပ်ကိုဘေးကိုခေါ်ထုတ်သွားခဲ့ပြီးတော့အိုက်ကာကိုစိတ်ဝင်စားနေမိဖြစ်ကြောင်းကိုသူမနဲ့တွဲကျင်ကြောင်းဝန်ခံလိုက်ပါတယ်။စာချုပ်ကခဏတော့အံ့ဩသွားခဲ့ပေမဲ့ဒေါသထွက်သွားခဲ့ပြီးသူမမဟုတ်လို့မနာလိုမဲ့အစားတေချာပြန်စဉ်းစားနေခဲ့မိပါတယ်။အိုက်ကာကတော့သူ့ထက်အများကြီးတာလွန်နေတဲ့သူဖြစ်ပြီးတော့သူမရဲ့အစင်တန်းနဲ့တူညီတဲ့ယောက်ျားလေးမျိုးနဲ့ထိုက်တာတင်တယ်လို့ခံစားနေခဲ့ရတာပါ။ရုပ်ရည်ရှုံးမောပြီးတော့အားကစားကလေးတော့အတန်းထဲမှာလည်းလူရှိလူခင်ပေါ်တဲ့ဆာဆာကီရဲ့အရေးရှင်းနေနေဆိုရင်တွေးမိသွားခဲ့ပါတယ်။စာကြွေးရဲ့စိတ်ထဲမှာတော့အိုက်ကာရဲ့တင်းတော်မဲ့သူရှိရင်အဲ့ဒါကဆာဆာကီလေးဖြစ်မှာပါလို့လက်ခံလိုက်ခဲ့ပြီးတော့သူနဲ့အကောက်ဝေးတစ်ခုထားလိုက်တဲ့အချိန်ဆုံးဖြတ်တာကမှန်ကန်တယ်လို့ယူဆခဲ့တာပါ။ဒီအတွေးကတော့သူ့ကိုစိတ်ထဲမှာတစ်ခုခုဖြစ်သွားစေခဲ့ပြီလို့စိတ်ရှုံရှုံနဲ့ထွက်လာခဲ့ပြီးတော့တန့်လင်ကနေထွက်သွားခဲ့ပါတယ်။အိမ်နောက်မှာတော့သူကဆာဆာကီကအိုက်ကအာရှီတာတို့နဲ့အတူတူလမ်းလျှောက်နေရတွေ့ခဲ့ရပြီးစိတ်ထဲမှာနေနေတော့နာကျင်ခဲ့ရပါတယ်။ညနေပိုင်းမှာတော့ကျောင်းစင်းရင်အိုက်ကာကတော့သူ့ရဲ့နောက်ကနေရောက်လာခဲ့ပြီးတော့စာချုပ်ကအတူတူအိမ်ပြန်မလာလို့မေးတဲ့အခါကောင်းချင်းပြခဲ့ပါတယ်။လမ်းမှာသူမကတော့နားနေရဲ့အချိန်မှာဘယ်သွားနေရလဲလို့မေးလိုက်ခဲ့ပြီးတော့ကန်တင်းမှာတယောက်တည်းစားလေးရှိခဲ့ပေမဲ့ဒီနေ့တော့ကော်မတီကမိန်းကလေးတွေနဲ့စားခဲ့ရလို့ဖြေခဲ့ပါတယ်။ဒါအောင်ကြတော့အိုက်ကကလည်းသူမရဲ့မျက်နှာမှာမနာလိုတဲ့ရိပ်အောင်လေးတွေပေါ်လာခဲ့တာပါ။စာချုပ်ကတော့အိုက်ကရဲ့တငယ်ချင်းအစ်စ်တွေနဲ့ဆာဆာကီဂျာကသဘောထားတွေကိုမဖြတ်စည်းချင်တဲ့အတွက်ကြောင့်အဝေးကပဲနေဖို့အတွက်ဆူတောင်းနေခဲ့တာပဲဖြစ်ပါတယ်။လီဂါကနေဆင်းနေတော့မှအိုက်ကာကတော့သူ့ရဲ့စပင်နေရဖျို့ပြဲဖြစ်နေကြောင်းထူးဆန်းနေလို့ပြန်တင်တယ်ဆိုပြီးတော့ပြောနေခဲ့တာပါ။စာချုပ်ကတော့ဘလူပုံစံနဲ့ဆိုရင်ကောင်းမလဲလို့မေးလိုက်ခဲ့ပြီးတော့အစမှာတော့သူမကသူနဲ့မဆိုင်လို့ပြောနေခဲ့ပေမဲ့နောက်ပိုင်းမှာရိုးရိုးရှင်းရှင်းအနှဲရောင်သာဆိုရင်ပို့ပြီးတော့ကောင်းမယ်လို့ပြောလိုက်တာပါ။စာချုပ်ကတော့ဒီစကားကိုစိတ်ထဲဆွဲသွားခဲ့ပြီးတော့အိမ်ရောက်နေတဲ့အချိန်မှာသပင်ကိုအညိုရင်းအောင်ဆိုဖို့အတွက်ကြိုးစားခဲ့ပေမဲ့တယောက်တည်းစိုးတာကတေချာမလုပ်တတ်ပဲဖြစ်နေခဲ့တာပါ။
ကေတီကတော့ရှိုးကန်းထဲမှာသူလုံနေအောင်မြင်တော့လှောင်ရခဲ့ပြီးတော့သူမကိုယ်တိုင်တာဝန်ယူပြီးတော့လုပ်ပေးခဲ့ပါတယ်ဆေးကိုတေချာဆိုးပေးနေခဲ့ပြီးနောက်ရက်နေငယ်နေတော့ရောင်ကတေချာပေါက်ထွက်လာမယ်လို့ပြောနေခဲ့တာပါခဏအကြာမှာတော့ဂျာပြတ်စာမေးပွဲရလဒ်တွေထွက်လာခဲ့ပြီးတော့စာချုပ်ကသူ့ရဲ့ရလဒ်ကိုကြည့်ပြီးအံ့ဩသွားခဲ့ပါတယ်သူ့ရဲ့အဆင့်ကအရင်ကထက်အများကြီးကျဆင်းသွားခဲ့ပြီးတော့သူ့ရဲ့စိတ်ရှုပ်တွေးမှုတွေနဲ့အတူတူစာထဲမှာအာရုံစိုက်မှုတွေလည်းလျော့နေသွားခဲ့မှန်းသိလဲရပါတယ်တကယ်တော့သူစာစူးစမ်းနေတဲ့အကြီးကအကြောင်းရင်းကအိုက်ကာနဲ့နီနီကကနေခြင်းနဲ့စိတ်ကြောင့်ပဲဖြစ်ပါတယ်အခုတော့အိုက်ကာနာကိုမလိုက်တော့တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အာယုံတွေလည်းပြန့်လွင့်သွားခဲ့ပြီးအမှတ်တွေကျကုန်တာပါစာချုပ်ကတော့ရလက်စာရွက်ရှိမှရက်နေရင်းနဲ့စာမတ်ကိုပြန်ကြည့်လိုက်တဲ့အချိန်မှာအိုက်ကာရဲ့နာမည်ကိုတွေ့လေရပါတယ်သူမရဲ့အမှတ်တွေကအရင်ထက်အများကြီးတာလွန်နေခဲ့ပြီးတော့သူမလည်းတစ်နှစ်လုံးမှာဒုတိယအဆင့်ထိရောက်သွားတာကိုမြင်နိုင်ရတာပါဒါတော့စာချုပ်ကိုစိတ်နာစေခဲ့ပြီးအခုအချိန်ထိသူမကိုနှောက်ယှက်ဖြစ်အောင်ဆွဲထားနိုင်ခဲ့သူကသူများလားဆိုပြီးတော့တွေးနေခဲ့မိပါတယ်။တစ်ပတ်မှာတော့သူမကတော့တငယ်ချင်းတစ်တွေနဲ့ရေရေမောမောစကားပြောနေရမြင်ရလို့တစ်ပတ်မှာလည်းသူ့ရဲ့တငယ်ချင်းဆာဆာကီရောက်လာခဲ့ပြီးတော့သူ့ရဲ့ဆင့်က29လို့လာပြောခဲ့ပါတယ်။စာချုပ်ကတော့ဆာဆာကီကရုပ်ရည်ရှောမောပြီးတော့လူကြိုက်များရတယ်မကဘဲနဲ့စာမလေးတော်သူဖြစ်မှန်းနားလေသွားခဲ့ပါတယ်။ဒါအားလုံးမြင်ရတဲ့အတွက်ကြောင့်မလို့အိုက်ကာကိုဆမ်မစ်ရှိဖို့အတွက်ဆုံးဖြတ်ခဲ့ကတကယ်ကိုမှန်ကန်နေတယ်ဆိုတာသူရဲ့စိတ်ထဲမှာတေချာသွားခဲ့ပါတယ်။နောက်တစ်နေ့ကြာမှကတော့အိုက်ကာကလည်းသူမရဲ့တငယ်ချင်းအစ်စ်တွေဝိုင်းနေခဲ့ပြီးတော့အားလုံးကတော့နွေရာသီကြောင်ပိတ်ရက်အတွက်အစီအစဉ်ဆွဲနေခဲ့ကြတာပါ။စကားပြောနေတော့မှဆာဆာကီကတော့စာချုပ်ကိုလည်းဖိတ်မှလာလို့မေးလိုက်ခဲ့ပြီးတော့တခြားမိန်းကလေးတွေကတော့သူဟာအိုက်ကာကတော့ဒီလောက်လူကြိုက်များနေမှာတော့စာချုပ်အတွက်သူမနဲ့ညီလာဖို့မလွယ်တော့ဘူးဆိုပြီးတော့ခံမှန်းကြပါတယ်။စာချုပ်ကတော့သူ့ရဲ့ခုံကနေဒါရီပြောတာကိုကြားနေရပြီးတော့အတန်းထဲကနေတိတ်တိတ်ဆိတ်ထွက်လာခဲ့တဲ့အခါအပြင်မှာလမ်းလျှောက်နေခဲ့တာပါလမ်းမှာတော့မိန်းကလေး၃ယောက်ကလည်းအတန်းထဲကိုရှောင်းကြည့်နေခဲ့ကြပြီးအိုက်ကာကိုစိုက်ကြည့်နေရအောင်တွေ့ရပါတယ်တကူကူထိုးစမ်းနေရလို့ခံစားလိုက်ရကြမှာလို့အနားသွားခဲ့ပြီးတော့အိုက်ကာကိုဘာရီကြည့်နေရလဲဆိုပြီးတော့မေးလိုက်ကြပါပြေကောင်လူမျိုးကဒီလောက်လှပတဲ့မိန်းကလေးနောက်ကိုမလိုက်သင့်ဘူးလို့ရွေးဆောင်ပြီးတော့ပြောပြီးထွက်သွားကြပါတယ်သူညံတန်ကြားလို့အိုက်ကလည်းအပြင်ထွက်လာတဲ့အချိန်မှာစာချုပ်ကတော့မိန်းကလေးတီနဲ့အနားမှာအငင်းပွားနေရလို့ပြောပြခဲ့ပြီးအခုပြဿနာကပြည်လေသွားပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ဒိုဂျိုမှာမိုးတဲထန်သွားရွာသွန်းနေခဲ့ပြီးတော့လမ်းမပေါ်မှာရေတွေလည်းခြံနေခဲ့ပါတယ်။စာချုပ်နဲ့အိုက်ကာတို့ကအเจ้าကိုတီးတန်းစီသွားရဲဆိုခဲ့ပေမဲ့လမ်းတောက်တဲ့နေရာမှာဆုံခဲ့မိပါတယ်။စာချုပ်ကလည်းထုံးစံအတိုင်းပဲတဲတဲလျှောက်သွားခဲ့ပြီးတော့အိုက်ကာကလည်းသူ့ရဲ့နောက်ကနေနည်းနည်းမြင်လေးလိုက်လျှောက်လာခဲ့ပါတယ်။အဲ့ဒီမှာစာချုပ်ကတော့လမ်းဘေးမှာရေအိမ်တစ်ခုကိုကျွေးလဲရပြီးအမြန်မောင်းလာတဲ့ကားတစ်စီးကြောင့်မလို့အိုက်ကာရဲ့ဘေးကနေဖြတ်မောင်းတော့မှအောင်မြင်နိုင်ရတာပါသူကတော့အိုက်ကာရဲ့ရှေ့ကိုအမြန်ပဲဝင်ပိတ်ကာလိုက်ခဲ့ပြီးတော့ကားပြတ်သွားတဲ့အချိန်မှာရေတွေအကောလုံးစာချုပ်ပေါ်ဆင်းသွားခဲ့ပြီးအိုက်ကာကိုတော့လုံးဝမစင်ခဲ့ပါဘူးအတန်းထဲမှာစာချုပ်ကတော့တော်တော်ရင်နဲ့ရေတွေဆွဲချိုနေခဲ့ပြီးတော့အိုက်ကာကလည်းအားနာတဲ့စိတ်နဲ့သူမရဲ့လက်ကင်ပေါ်ကိုစာချုပ်ရဲ့မျက်နှာရေတွေတုပ်ပေးခဲ့ပါတယ်ဒီလိုနဲ့ယာမာဇာကီကလည်းသူ3မီတာလက်တိုင်ပေါ်ကိုပေးမယ်လို့ပြောခဲ့ပြီးတော့နောက်ပြောင်နေခဲ့ပါသေးတယ်။ဒါပေမဲ့ဘာမှဖြစ်မလာခင်မှာစာချုပ်ကတော့ရုတ်တရက်စပွဲပေါ်မှာမှောက်ကျပြီးတော့မိလဲသွားခဲ့တာပါ။တတိပြန်ရလာတဲ့အခါမှာတော့သူ့ရဲ့နားထဲမှာဆရာရဲ့တန်ကိုတဲ့တဲ့လေးကြားနေခဲ့ရပြီးသူ့ရဲ့ခေါင်းလဲနေကလေးလန့်နေခဲ့ပြီးတော့လက်တွေကလည်းအားနေနေခဲ့ပါတယ်။အာချီတာကတော့သူ့ကိုကြည့်နေခဲ့ပြီးစိုးရိမ်တစီနဲ့အဆင်ပြေလားလို့မေးခဲ့ကဆရာကလည်းသူ့ရဲ့ရှင်တွေကိုမေးခဲ့ပြီးတော့စီးပေးကန်းကိုတားဖို့အတွက်သဘောတူညီခဲ့ပါတယ်။စာကြိုးလေးထားဖို့အတွက်ကြိုးစားနေခဲ့ပေမဲ့ခြေထောက်တွေကတုံနေခဲ့ပြီးတော့အခန်းတကာဝါမှာပဲကျမ်းမင်းပေါ်လဲကျသွားခဲ့ကတခြားကျောင်းသားတွေကတော့သူ့ကိုထူဖို့အတွက်ပြေးလွှာရောက်လာခဲ့ကြတာပါ။အဲဒီချိန်မှာပဲစာကြိုးရဲ့စိတ်ကလည်းတိတ်စီကိုရောက်သွားခဲ့ပြီးသူဟာသူ့ရဲ့အားနည်းချက်နဲ့ရှုပ်ထွေးမှုတွေကိုအမြဲတမ်းဖုံးကွယ်ခဲ့ပြီးတော့တမန်ကျင်အောင်ဆောင်မှုစူးစမ်းခဲ့ပေမဲ့သူတကယ်ပဲလဲကျတော့မဲ့အချိန်တိုင်းမှာအိုင်ကာကအမြဲတမ်းသူ့ကိုကူညီဖို့အတွက်ရောက်လာခဲ့တာကိုသတိရသွားခဲ့ပြီးတော့ဒီအမှတ်တရကသူ့ကိုစိတ်ဓာတ်မကျအောင်ထိန်းထားပေးခဲ့တာပါစေဘေးကမှာတော့သူနာပြုကလည်းအိုင်ကာနဲ့အာရှိတာကိုစာကြိုးမှာအရန်ဖျားနေရင်ဆိုတော့တည်သွားခဲ့တာပါမိုးမိပြီးတော့ရေတွေဆွဲချိုသွားတဲ့အတွက်ကြောင့်မလို့ကျမ်းမာရေးကပုံမိုဆိုးရတာဖြစ်တာကြောင့်အနားယူဖို့လိုကြောင်းရှင်းပြခဲ့ပါတယ်။မင်းလေးနှစ်ယောက်လုံးကတော့လိုက်ကနောက်ကနေအိမ်နေတဲ့စာချုပ်ကိုကြည့်နေခဲ့ကြပြီးတော့ဒါကတော့ပို့ပြီးတော့စိုးရိမ်နေခဲ့တာပါ။ခဏကြာမှသူနာပြုကအထဲကိုပြန်ဆေးကြည့်တဲ့အခါမှာစာချုပ်နိုးနေရတွေ့ခဲ့ရပြီးတော့သူကတော့အတန်ထဲကိုပြန်သွားခြင်းတယ်လို့ဆိုပြောနေခဲ့ပေမဲ့သူနာပြုကတော့အနားယူဖို့လိုကြောင်းမဟုတ်ရင်အဖျားကပုံမိုတက်လာမယ်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ကျန်းနေမှာတော့အိုက်ကလည်းပရင်ပေါက်ကနေတကားစီကိုပဲခဏခဏလမ်းကြည့်နေခဲ့ပြီးတော့သူရဲ့စိတ်ထဲမှာစာတက်စာကြိုးစီကိုပဲရောက်နေခဲ့တာပါ
ကျောင်းစင်းတဲ့အချိန်မှာအိုက်ကာနဲ့အာရှီတာတို့ကလည်းစာကြိုးရဲ့လွယ်ကိုတည်ပြီးတော့လမ်းလျှောက်လာခဲ့ကြကအာဂျီတာကလည်းသူဘာရီတည်လာတယ်ဆိုတာကိုသိအောင်အိတ်ကိုဖွင့်ကြည့်လားဆိုပြီးတော့နားပြောင်ခဲ့ကအိုက်ကာကတော့စာကြိုးရဲ့ပါစင်နယ်ကိစ္စကိုလေးသားတင်တယ်လို့ပြောခဲ့ပြီးတော့တားခဲ့ပါတယ်။စီးပေးပန်းအောင်ရောက်တဲ့အခါမှာတော့သူနာပြူလည်းပြန်သွားခဲ့ပြီးတော့သူတို့တွေအိုက်ကာကိုဆွဲပွင့်ခဲ့တဲ့အချိန်မှာစာကြိုးကလည်းအားနဲ့နေပုံနဲ့ပဒင်းပေါပြင်ဘက်ကိုငေးကြည့်နေရတွေ့ခဲ့ရပါတယ်။နားရောက်သွားတဲ့အချိန်မှာအိုက်ကာကတော့တူတူလေးတောင်းမှနေခဲ့ပြီးတော့ဒီလိုမျိုးဖြစ်ရတာသူမကြောင့်ဖြစ်နိုင်တယ်လို့သူ့ကိုယ်သူအပြစ်တင်နေခဲ့တာပါအနားကိုရောက်တဲ့အခါမှာစာကြိုးလေးစိတ်လှုပ်ရှားသွားခဲ့ပြီးတော့သူမကလည်းသူ့လိုအပြားကူးနိုင်တာမလို့အနားကိုကတ်မလာဖို့အတွက်တားနေခဲ့တာပါအဲ့ချိန်မှာအိမ်ပြန်မရောက်ခင် KT နဲ့ရှီနိုမီယာတို့ကလည်းသူ့စီကိုရောက်လာခဲ့ကြပြီးတော့မင်းလေးလေးရစလုံးဝင်လာတဲ့အချိန်မှာနောက်ပြောင်တဲ့ပုံစံနဲ့တကယ်စိုးရိမ်တဲ့ပုံစံနဲ့ပါသူ့ရဲ့ရှင်တွေကိုလာကြည့်ခဲ့ကြပါတယ်KT နဲ့ရှီနိုမီယာတို့လည်းရှေ့ကိုသွားခဲ့ကြပြီးနှစ်ဖူးကိုဆန်းသန်းခဲ့ကအပြားအောင်ဆန်းနေခဲ့တာမြင်တော့အိုက်ကာရဲ့မျက်နှာမှာမနာလိုတာနဲ့ဇဝေဇဝါပြည့်တဲ့ခံစားချက်တွေတွေ့နေခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့စာကြိုးလည်းချောင်းမလာတဲ့အတွက်ကြောင့်မလို့အိုက်ကာကတော့တနေ့လုံးသူ့ချောင်းပဲတွေးနေခဲ့မိပြီးတော့သူမရှိတာကိုဒီလောက်တောင်စိတ်နှောက်ယှက်ဖြစ်ရတဲ့အတွက်သူ့ကိုယ်သူစိတ်တူနေခဲ့တာပါ။ညနေပိုင်းမှာစာကြိုးကလည်းအိမ်မှာနားနေတော့မှဘယ်တိတန်ကြလို့ထွက်သွားတဲ့အချိန်မှာအိုက်ကာနဲ့အာရှီတာတို့ရောက်နေခဲ့ကြပါပြီ။ကျန်တဲ့မှာကလေးအားလုံးကတော့သူ့အတွက်စိတ်ပူနေကြတယ်လို့သူတို့ကပြောခဲ့ပြီးတော့အိုက်ကာကတော့သူမရဲ့ခံစားချက်အမှန်ကိုမပြနိုင်ပဲနဲ့သူ့ရဲ့ကျမကြီးနဲ့ပတ်သက်လို့ပြောပြီးတော့ပြန်ထွက်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့စာကြိုးကလည်းကျောင်းပြတ်တက်တဲ့အချိန်မှာအိုက်ကာကတော့လမ်းမှာမာယာနဲ့စကားပြောနေအောင်တွေ့ခဲ့ရပြီးမာယာကတော့နာမည်ကြီးရဲ့စီနီယာတာဖြစ်ခဲ့ပေမဲ့ကျောင်းသားတက္ကမကအောက်ကတာကိုဒုတိယနှစ်ကျောင်းသားတွေကရွေးချယ်နိုင်တာဖြစ်တာကြောင့်အိုက်ကာကိုလာပြီးတော့ညီးပြနေခဲ့တာပါ။အခုနှစ်မှာပထမနှစ်ကိုယ်စားလှယ်တယောက်မှမထွက်ပေါ်သေးတာကြောင့်ရင်အိုက်ကာကိုသူမရဲ့မဲဆွယ်စည်းရုံးရေးမှာကူညီပေးဖို့အတွက်လိုချင်နေခဲ့တာပါစကားပြောနေတော့မှပဲမာယာရဲ့တငယ်ချင်းတွေရတယ်အိုက်ကာကိုဝိုင်းထားခဲ့ပြီးတော့သူမစည်းရုံးမှုစူးစမ်းနေခဲ့ကြတာမြင်ကွင်းကိုအဝေးရပဲမြင်ရတဲ့စာကြိုးကလည်းမာယာကအိုက်ကာတက်လူကြိုက်များမှုကိုသူ့ရဲ့ကောင်းကျိုးအတွက်အတုံးချနေတာကိုတင်းနားလေသွားခဲ့တာပါရှေ့ကိုသွားခဲ့ပြီးတော့မာယာရဲ့စီစဉ်အားလုံးကိုအိုက်ကာကိုတုံးချခဲ့ပြီးတော့ကိုယ့်အတွက်ကိုထောက်ပံ့မှုလားလို့မေးလိုက်ခဲ့တာပါသူကတော့အိုက်ကာကလူရှိလူခင်များရဲ့အတွက်မိန်းကလေးဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့သူမကသာမဲဆွယ်စီယုံရေးမှာပုံရိပ်ဖြစ်သွားခဲ့လူတွေကအိုက်ကာကိုပဲမှတ်မိကြမှာဖြစ်ပြီးတော့တကယ်ကိုယ်စားလှယ်ကိုမှတ်မိမှာမဟုတ်ကြောင်းပြောပြခဲ့ပါတယ်။မာယာကတော့ဒါကိုစိတ်ဆိုးသွားခဲ့ပြီးတော့ဘာလို့ဒါတွေလာပြောနေရလဲဆိုပြီးလေတံမာမာနဲ့ပဲမေးခဲ့ကအတန်းတွေကလူအများစုကလည်းကြည်နေကြပြီးတော့စာကြိုးကလည်းလူတိုင်းရဲ့အချိန်မှာအိုက်ကာဟာအရန်လှရောက်နေမကပဲနဲ့သူမရဲ့စရိုက်နဲ့အမူအရာကလည်းထူးခြားတဲ့သူဖြစ်တာမလို့လူတွေကတော့သူမကိုတဘာဝအတိုင်းပို့ပြီးတော့အာရုံစိုက်နေကြလို့ပဲပြောခဲ့ပါတယ်။သူ့ရဲ့စကားကိုကြားခဲ့ပြီးရဲ့အချိန်မှာပတ်ဝန်းကျင်တစ်ခုလုံးကအိုက်ကာကိုကြည့်နေကြပြီးတော့သူမလေးအယောင်ရှက်နေခဲ့တာပါစာချုပ်ကိုယ်တိုင်ကလည်းသူ့ရဲ့စကားတွေကဒီလောက်ထိအကျိုးတရားမရှိတော့အောင်အံ့အားနေခဲ့ပြီးအာချီတာကတော့ဒီတကားမှလည်းသူလည်းသူမဘကကာကွယ်ပေးခဲ့ပြီးတော့လူတိုင်းအချိန်မှာအလေးနက်ထားပြီးရှီကျူးခဲ့ခံရတဲ့အတွက်ကြောင့်အိုက်ကာအတွက်ဒါထူးခြားလေးနက်တဲ့ခံစားချက်ဖြစ်တာလို့ပြောပြခဲ့ပါတယ်လူတိုင်းအချိန်မှာဒီလိုပွင့်ပွင့်လင်းလင်းရှီကျူးခံရတဲ့အတွက်အိုက်ကလည်းစိတ်လှုပ်ရှားသွားခဲ့ပြီးတော့သူ့ရဲ့ချက်စိတ်ကိုဖုံးကွယ်ဖို့အတွက်စာချုပ်ကိုတော့အောင်ရိပ်ခဲ့ပါသေးတယ်။သူမရဲ့ညီမြန်းနေရဲ့စပယ်နဲ့ချက်နေရဲ့မျက်နှာကိုကြည့်ပြီးစာချုပ်ကလည်းဘာမှစဉ်းစားမနေတော့ပဲသူမအခုတကယ်ကိုရှက်စရာကောင်းတယ်လို့ပြောလိုက်ခဲ့တာပါ။အိုက်ကလည်းပို့ပြီးရှက်သွားခဲ့ပြီးတော့အမြန်ပဲထွက်ပြေးသွားပါတော့တယ်။ကျောင်းတက်နေရဲ့နေ့မှာပဲစာချုပ်ကတော့တင်မုံရှိမှရက်နေခဲ့ပြီးတခြားအတန်းမော်တွေမတွက်နိုင်တဲ့ခက်ခဲတဲ့တင်ရှာပု္ပ္ပစာတစ်ခုကိုလွယ်လွယ်ကူကူပဲတွက်ပြလိုက်ပါတယ်။ဆရာကတော့သူ့ကိုအများကြီးရှိကျူးနေခဲ့ပြီးတော့ခုံပြန်ရောက်တဲ့အချိန်မှာအာရှီတာကလည်းသူစာဒီလောက်တော်မှမသိခဲ့ဘူးဆိုပြီးတော့ရေမောပြီးတော့ပြောနေခဲ့ပါသေးတယ်။စာချုပ်ကတော့စပွဲမှာထိုင်နေခဲ့ရင်းနဲ့အိုက်ကာကိုလမ်းကြည့်တဲ့အချိန်မှာသူမကအမြဲတမ်းလိုတငယ်ချင်းအစ်စ်တွေဝိုင်းနေတာထပ်ပြီးတော့တတိထားမိလိုက်ပါတယ်။နေ့လေသာခေါလောင်တီးရဲ့အချိန်မှာစာချုပ်လေးကန်နှင်းကိုတွားခဲ့ပေမဲ့အဲ့ဒီကိုရောက်တဲ့အခါမှာတော့စပွဲကြီးအားလုံးပြည့်နေအောင်တွေ့ခဲ့ရပြီးဒီချိန်မှာပဲယူနာမီကတော့သူ့ကိုမြင်သွားခဲ့ပြီးတော့ကျင်းဝဲကော်မတီဝင်တွေထိုင်နေတဲ့သူမရဲ့ဇပွဲကိုလာဖို့အတွက်လမ်းခေါ်ခဲ့ပါတယ်။စာချုပ်ကလည်းဝေခွဲများဖြစ်ခဲ့ပြီးသူတို့နဲ့အတူတူသွားထိုင်ခဲ့ပြီးရဲ့နောက်မှာဘာလို့မခေါ်ရလဲလို့တွေးနေခဲ့ပြီးတော့ယူကလည်းသူ့ရဲ့ကျမရဲ့အကြောင်းမေးမြန်းနေတော့မှရှီနိုမီယာကတော့အဓိကအကြောင်းရင်းကိုပြောခဲ့ပြီးတော့သူတို့ရဲ့ကော်မတီထဲဝင်ဖို့အတွက်တရားဝင်ဖိတ်ခေါ်နေခဲ့တာပါ။စာချုပ်ကိုတော်လေးအောင်သွားခဲ့ပြီးတော့ရှီနိုမီယာကတော့သူမကနောက်လာအနေငယ်မှာဥက္ကဋ္ဌရာထူးကနေဆင်းတော့မှာဖြစ်ပြီးအခုဆိုရင်ကော်မတီတဲကိုယောက်ျားလေးတယောက်မှမစည်းရုံးနိုင်သေးတာကြောင့်ရှင်းပြခဲ့ပါတယ်။ကိုယ်စားလှယ်ဖြစ်ရှင်တဲ့မိန်းကလေးအများစုကလည်းတာဝန်သိတဲ့စိတ်နဲ့နာမည်ရဖို့ပဲဟန်ပြဖို့အတွက်ဒီယာတူကိုလိုချင်နေခဲ့ကြတာပါ။သူမကတော့စာချုပ်ကိုသူ့ရဲ့အဖွဲ့ကိုအားပေးဖို့ပြောခဲ့တဲ့အကြံဉာဏ်ကလည်းဘလောက်တောင်ထောက်ကူဖြစ်လဲဆိုတာကိုသတိပေးခဲ့ပါပါ။
ဒါကြောင့်မို့စာချုပ်မှာခေါင်းဆောင်ဖြစ်လာတဲ့အရေးချင်းရှိတယ်လို့သူမယူဆခဲ့ပါတယ်။စာချုပ်တော်စဉ်းစားနေတော့မှပဲယူကတော့သူ့ရဲ့လက်ကိုဆွဲကင်ခဲ့ပြီးတော့ဆုံးဖြတ်ချက်ကောင်ကူရှာနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းရိုးသားသားပြောလိုက်ခဲ့ပါတယ်။ဒီလိုမျိုးရုတ်တရက်ထိတွေ့မှုကြောင့်မလို့စာချုပ်လဲစိတ်လှုပ်ရှားသွားခဲ့ပြီးတော့လက်ကိုအမြန်ပြန်ဆွဲတာကြောင့်စီနီယာမိန်းကလေးတွေလည်းစိတ်ထိုးသွားခဲ့ကြပါတယ်။သူမမှန်းတည်သွားတဲ့အတွက်ကြောင့်မလို့ယူရဲ့လက်ကိုဆက်ရှင်မဲ့ပြန်လဲကန်လိုက်ကဒါပေမဲ့ဒီကိစ္စအပုံမှုရှုပ်ထွေးသွားခဲ့ပြီးတော့စီနီယာနှစ်ယောက်စလုံးကစိတ်ပြတ်သွားခဲ့ကြပါတယ်။စာချုပ်ကတော့ပြပြတလဲထလာခဲ့ပြီးတော့တောင်းမစကားပြောပြီးထွက်သွားခဲ့တာကြောင့်မလို့သူကဒီတာဝန်အတွက်အဆင်သင့်မဖြစ်သေးဘူးလို့ထင်သွားခဲ့တာပါအပြင်ကိုထွက်လာတဲ့အချိန်မှာတော့အိုက်ကလည်းသူ့ရဲ့ရှေ့မှာပေါ်လာခဲ့ပြီးတော့မာကတော့တနေရာကနေပြေးလာတဲ့ပုံစံမျိုးနဲ့သူ့ရဲ့စပင်တွေဖီယိုပြဲဖြစ်နေတာတတိထားမိခဲ့ပါတယ်ကော်မဒီနဲ့ဖြစ်ခဲ့တဲ့ထူးဆန်းတဲ့အခြေအနေကိုမပြောဘဲနဲ့စာချုပ်ကတော့အေးဆေးပဲနေခဲ့တာပါအိုက်ကလည်းအနာတိုးလာခဲ့ပြီးတော့သူ့ကိုမလုံနဲ့လို့ပြောခဲ့ပြီးစပင်တွေကိုသူမကိုယ်တိုင်ပြန်ပေးခဲ့ပါတယ်သူရဲ့ညင်သားရဲ့လေတံနဲ့ဂယူးဆိုင်ပြပြင်ပေးတဲ့ပုံစံတွေကြောင့်မလို့စာချုပ်အတွက်ရုတ်တရက်ကြီးဖြစ်နေတာကြောင့်စိတ်လှုပ်ရှားနေခဲ့တာပါအပိုင်းမှာတော့ကျောင်းသားအားလုံးခေါင်းဆောင်မှုကော်မတီအစည်းအဝေးအတွက်ခမ်းမတွေမှာစုဝေးခဲ့ကြပြီးတော့ပထမဆုံးစကားပြောရသူအရှိုးနဲ့မိန်ခွန်းတွေကတည်ငြိမ်ခဲ့ပြီးတိတ်တော့စိတ်ဝင်စားစရာမကောင်းခဲ့ပါဘူးဒါပေမဲ့ရှီနိုမီယာစင်ပေါ်တက်လာတဲ့အချိန်မှာသူမရဲ့ပြတ်သားရဲ့ဇယိုင်းနဲ့ရှင်းလင်းတဲ့စကားလုံးတွေကလူတိုင်းကိုသဘောကျစေခဲ့ပါတယ်။မကြခင်မှာပင်ကျောင်းသားတက်မကကိုယ်စားလှယ်တွေရောက်လာခဲ့ကြပြီးတော့စာချုပ်ကတော့ရုပ်ရည်ရှော်မောပြီးယုံကြည်မှုရှိတာကအာယွန်ဆိုင်ခံရတဲ့ယူဂိုကိုအထူးသတိထားမိခဲ့ပါတယ်။မိန်းကလေးများစုကလည်းသူ့အပေါ်အထင်ကြီးနေခဲ့ကြပြီးတော့တန်နဲ့ပြန်လာတဲ့အခါမှာကျောင်းသားအများပြားကလည်းအဲ့ဒီပွဲကြောင်းကိုစိတ်လှုပ်ရှားစွာနဲ့ပြောနေခဲ့ကြပါတယ်။အိမ်ရောက်ဆရာကတော့လာမဲ့ကျောင်းလေးချင်းရေခရီးလင်အတွက်အတန်းထဲရယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ကအကူအညီပေးသူအဖြစ်ရွေးချယ်ပေးမယ်လို့ကြေညာခဲ့ပါတယ်။ခရီးလင်မှာအကူအညီမဲ့သူဘယ်သူမှရှိကိုထွက်မလာတဲ့အတွက်ဆရာကတော့ရွှေဖို့အတွက်ဆုံးဖြတ်ခဲ့ကစာချုပ်ကတော့တခြားအတန်းပေါ်တစ်ယောက်နဲ့ရှင်ပြိုင်ခဲ့ပြီးချက်ချင်းပဲနိုင်သွားတဲ့အတွက်ကြောင့်ဒီတာဝန်ကနေလွတ်မြောက်သွားခဲ့တာပါ။တစ်ပတ်မှာတော့အိုက်ကရှုံးနေသွားတဲ့အတွက်ခရီးသွားရဲ့လမ်းညွှန်မှုမှာတာဝန်ယူလိုက်ရပါတယ်။ဒါကိုဆာဆာကီမြင်ကျဲမယ်သူကတော့အမြဲတမ်းကူညီဖို့အဆင်သင့်ရှိနေတာကြောင့်တခြားကောင်လေးတွေအစားဒီလုပ်ကိုသူပဲလုပ်တင်တယ်ဆိုပြီးတော့ထပြောခဲ့ပါတယ်သူကတော့တကယ်တော့အိုက်ကာနဲ့နီးစပ်ဖို့အတွက်အခွင့်အရေးကိုရှာနေမှအားလုံးလည်းနားလည်ခဲ့ကြတာပါစာချုပ်ကတော့အေးဆေးဆေးပဲကြည့်နေခဲ့ပြီးတော့သူရဲ့စိတ်ထဲမှာအိုက်ကာဘေးမှာရက်နေတဲ့သူကသူသာဖြစ်ရှင်တယ်လို့ဖြစ်နေခဲ့မိပါဒီလိုနဲ့မျက်နှာမူရအောင်မြင်ရတော့အာရှိတာကလည်းအိုက်ကာနဲ့ဆာဆာကီတို့ရဲ့အတွဲကလိုက်ဖက်တဲ့စုံသွဲပဲလို့စနောက်ခဲ့ပါသေးတယ်သူရဲ့ခံစားချက်ကိုဖုံးဝဲခြင်းလို့ဆုံးဖြတ်တာပဲဒါပေမဲ့အာချီတာကတော့သူရဲ့ဟန်ဆောင်တဲ့အပြုံးကိုရှက်ရှင်းပဲသတိထားမိတာခဲ့ပြီးတော့တတိမရှိတဲ့ကောင်နေလိုပဲတာဖီတာဖြစ်မယ်ဆိုပြီးတော့စနောက်ခဲ့ပါသေးတယ်စာချုပ်ကတော့သူမပြောတာမှန်တယ်လို့တွေးခဲ့ပြီးသူ့ကိုယ်သူဝန်ခံလိုက်ခဲ့ကပထမနှစ်ဝက်ပြီးဆုံးသွားတဲ့အချိန်မှာတော့ဆရာကတော့နွေရာသီကျောင်းပိတ်ရက်စတင်နေပြီဖြစ်ကြောင်းပြောလိုက်ပါတယ်စာချုပ်လည်းကျန်တဲ့ဝင်ရောက်လာတဲ့အခါမှာဆာဆာကီကိုခဏလောက်လဲကြည့်ခဲ့ပြီးတော့ထွက်ခွာလာခဲ့ပါတယ်အိုက်ကာကတော့တကားဝမှာရက်နေခဲ့ပြီးတူထွက်သွားတာကိုကြာကြီးပဲငေးကြည့်နေခဲ့တာပါ။ကျောင်းပေးရဲ့အစမှာတော့စာချုပ်ကလည်းဒေတာတွင်းစာအုပ်ဆိုင်တစ်ဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်နေခဲ့ပြီးတော့သူ့ရဲ့မန်နေဂျာကလည်းသူ့ရဲ့မြန်ဆန်မှုနဲ့တာဝန်သိမှုကိုသဘောကျပြီးရှိကျူးခဲ့တာပါ။တရက်ဆိုင်အပြင်မှာကတော့တပြက်သီးလဲနေတော့မှကောင်လေး၃ယောက်ကကလေးတစ်ယောက်ကိုအနိုင်ကျင့်နေအောင်တွေ့ခဲ့ရပြီးတော့စာချုပ်ကလည်းချက်ချင်းဝင်ပါခဲ့ပြီးတားဆီးလိုက်ခဲ့ပေမဲ့ရိုင်းဆိုင်တဲ့စကားချို့ကိုပြောပြီးတော့ထွက်သွားခဲ့တဲ့အခါစာချုပ်ကလည်းကြောက်နေတဲ့ကောင်လေးကိုထဲကိုခေါ်လာခဲ့ပါတယ်။သူရဲ့နာမည်ကကုတာဖြစ်ပြီးတော့စာချုပ်ကလည်းစကားပြောနေရင်လည်းခဏအကြာမှာတော့ကုတာရဲ့အမရောက်လာခဲ့ပါတယ်။မကတော့သူ့ရဲ့မောင်လေးကိုဆက်ရှင်ပဲဖတ်လိုက်ခဲ့ပြီးပြပြကများတွေကိုကြားရတဲ့အခါမှာစာချုပ်ကိုထက်ကလေးလေးကျေးဇူးတင်နေခဲ့တာပါဒီမှာကတော့သူ့ရဲ့မောင်လေးကိုဒီလိုမျိုးကိုညီပေးတဲ့ကျင်နာတဲ့လူငယ်တွေနဲ့တွေ့ရတာတကယ်ပဲကံကောင်းတယ်လို့တောင်ပြောခဲ့ပါသေးတယ်ဒီလိုလာပါတဲ့မိန်းကလေးတယောက်စီကတရိုက်ရှိကျူးစကားကြားရတာကစာချုပ်ကိုပထမဆုံးချိန်တကယ်ပျော်ရွှင်စေခဲ့ပြီးတော့စိတ်တောင်လှုပ်ရှားနေခဲ့ပါတယ်အိမ်ညနေမှာစာချုပ်ကလည်းမိဖို့ကြောင့်ခန်းထဲမှာတနေ့လုံးပြန်တွေးနေခဲ့ပြီးတော့ခါရာရောက်လာခဲ့ပြီးတော့ထုံးစံအတိုင်းပဲသူ့အတွက်လက်ဖက်ရည်ဖြောခိုင်းနေခဲ့တာပါ။မထိုင်လိုက်တဲ့အချိန်မှာချင်းဝဲကော်မတီရဲ့ဝင်ဖို့အတွက်ကန်လန်းချက်ကိုသူပါရီတွေးထားလဲလို့မြင်နေခဲ့ကရှီနိုမီယာစီကနေသူမှသိထားခဲ့တာပါ။စာချုပ်ကတော့ဒီလိုတာဝန်ကြီးတာမျိုးကိုစိတ်ဝင်စားကြောင်းပြောခဲ့ပြီးတော့ခီတီကတော့အေးအေးဆေးဆေးစဉ်းစားကြည့်ပါအောင်လို့ပြောခဲ့ပြီးထွက်သွားခဲ့ပါတယ်။နောက်တစ်နေ့စာအုပ်ဆိုင်မှာခိုတိုင်ရဲ့အမကလည်းစာချုပ်ကိုထပ်လာတွေ့ခဲ့ပြီးတော့သူမကတော့နောက်တစ်ချိန်ထပ်ပြီးတော့ကျေးဇူးတင်ကပြောခဲ့ပြီးစာချုပ်ကြောင့်မလို့ကိုတာပို့ပြီးတော့ယုံကြည်မှုရှိလာသလိုအပြင်ထွက်ကစားဖို့လည်းမကြောက်တော့ဘူးဆိုပြီးတော့ပြောနေခဲ့ပါတယ်။
သူတို့နေရာလုံးတနားရီလောက်စကားပြောပြခဲ့ကြပြီးတော့သူမရဲ့ယူသားမှုနဲ့တက်ကြတဲ့အမူအရာတွေကြောင့်မလို့စာချုပ်လေးရှက်နေခဲ့မိပါတယ်မထွက်သွားခင်မှာတော့သူမလည်းလက်ဆောင်အသေးလေးတစ်ခုကိုပေးခဲ့ပြီးတော့တနေ့မှထပ်လာတွေ့မယ်လို့ပြောသွားပါသေးတယ်စာချုပ်လည်းဆိုင်ထဲကိုဝင်ခဲ့ပြီးအထုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာငမန်းရုပ်ဒီဇိုင်းပါတယ်ပဝါရှယ်ရှိနေခဲ့ပြီးကလေးဆန်တယ်လို့ထင်ရခဲ့ပေမဲ့ဒါနှလုံးသားရဲ့လာရဲ့လက်ဆောင်မှတိလိုက်ရအကြောင်းသဘောကျနေခဲ့တာပါနောက်တစ်ရက်မှာတော့စာကြိုးတရကိုတာရဲ့အမဖူကာနဲ့အတူတူပင်လယ်ကန်ဆက်ကိုတွားခဲ့ကြပြီးတော့လမ်းလျှောက်နေခဲ့ကြတာပါပင်လယ်လေးတွေတိုက်ခတ်နေတဲ့ကြားထဲမှာဖူကာကတော့ပျော်ပျော်ရွှင်ရွှင်နဲ့ပဲစကားတွေပြောလာခဲ့တာပါဒီနေ့မှာဖူကာကတော့ထုံးစက်တဲ့ပိုပြီးထူးခြားတဲ့ဝတ်စားလေးကိုဝတ်ထားခဲ့ပြီးတော့လေပင်ရှာဝိမှာတော့စာကြိုးတရဖူကာရဲ့လက်ကဝတ်ကလှပတဲ့လက်ပတ်လေးကိုသတိထားမိသွားခဲ့ပါတယ်ပြန်လည်နေတဲ့ဖူကာကလည်းစာကြိုစီမှာသူမပေးထားခဲ့တဲ့ငမန်းရုပ်လက်ကင်ပွားလေးကအခုထိ3နှစ်အောင်မြင်ရတော့စိတ်တရားနဲ့ခိုးပြီးတော့ကြည်နူးနေခဲ့တာပဲဖြစ်ပါတယ်။စာကြိုလေးကတော့ချက်ကိုချက်ကန်ဖြစ်နေခဲ့ပြီးတော့အိမ်နောက်ဖူကာတရစာအုပ်ဆိုင်ကိုထည့်ရောက်လာခဲ့တာပါ။စာကြိုကလည်းသူ့ရဲ့လက်ပတ်ကိုရှီကျူးနေတဲ့အချိန်ဒါကတော့သူ့ရဲ့အဖေကဒေတာတွင်လက်မှုပညာဆိုင်လေးကဝယ်ပေးထားတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။စကားပြောနေရင်လည်းဖူကာကတော့စာကြိုနားကပ်လာခဲ့ပြီးတော့လက်မောင်းကိုကန်ခဲ့ပြီးရဲ့အချိန်မှာစာကြိုကြားရင်တွေခုန်နေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူကတော့အိုက်ကာရဲ့မွေးနေ့ကိုတတိယသွားခဲ့ပြီးတော့အိုက်ကာအတွက်လည်းအဲ့ဒီဆိုင်ရပဲလက်ဆောင်ဝယ်ပေးရင်ကောင်းမလားလို့တွေးနေခဲ့မိတာပါ။ဒါနဲ့ပဲသူကတော့ဖူကာနဲ့အတူတူလိုက်လာပေးဖို့အတွက်အကူအညီတောင်းတော့ဖူကာကလည်းချက်ချင်းပဲသဘောတူညီလိုက်ပါတယ်။လမ်းလျှောက်လာရင်လည်းဖူကာကတော့ငါတို့ညကိုအတူတူမြင်တမျိုးထင်မလားမသိဘူးသူရဲ့ဝတ်စားတွေကဒီနေ့အရန်ပေါ်လွင်နေတာဆိုပြီးတော့ရေမောပြီးပြောခဲ့ပါတယ်စာကြိုးကတော့မင်းဘယ်လိုပဲဝေးဝေးအရန်လာပါတယ်ဆိုပြီးတော့ပြောလိုက်ခဲ့တာပါတပတ်မှာကလည်းအာစီတာအိုက်ကာတို့ကတော့သူမရဲ့ညီမလေးအာရီတို့နဲ့3ယောက်အတူတူပင်လယ်ကန်လမ်းမှာလမ်းလျှောက်နေခဲ့ကြတာပါလမ်းမှာစာကြိုရဲ့အိမ်ကိုဝင်ကြည့်ခဲ့ပေမဲ့စာကြိုကအိမ်မှာမရှိဘဲနဲ့သူတို့ကတော့စာကြိုတရားအလုံးလုံးနေလို့ပဲထင်နေကြတာပါကဲတော့သူတို့အားလုံးတနေရာတွေကိုပဲဥတီနေခဲ့ကြပြီးစာဂျိုနဲ့ဖူကာတို့ကမ်းခြေမှာစကားနာရင်စကားပြောခဲ့ကြပြီးတော့ဖူကာကလည်းနင်းရဲ့ကောင်မလေးနဲ့ရေကူးဝတ်စုံနဲ့ကြည့်ကျင်လို့လားဆိုပြီးစာနောက်ခဲ့ပါသေးတော့စာဂျိုကလည်းအတင်းချင်းနေခဲ့တာပါသူတို့နှစ်ယောက်ကနီနီကက်ကနဲ့စကားတွေပြောနေခဲ့ကြပြီးရင်ကုန်ကြခိုက်တက်နေရှိခဲ့ကြပေမဲ့အရှင်တွေကိုထိန်းခဲ့ပြီးတော့ဆိုင်အောင်ပဲသွားခဲ့ကြပါတယ်ဆိုင်ထဲရောက်တဲ့ချိန်ဆိုင်ကျင်ကတော့ဖူကာကိုရင်းနီလောက်ဆက်ခဲ့ပြီးတော့ဆိုင်ထဲမှာလက်မှုပစ္စည်းတွေအများကြီးရှိတာမလို့စာကြိုတရားဘာဝရမှန်းမသိဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဖူကာကိုအမှန်တိုင်းဖွင့်ပြောလိုက်ခဲ့ကဒါကသူ့အကြိုက်တစ်ဖက်သက်ချစ်ခဲ့ရတဲ့ကောင်မလေးအတွက်ပါလို့ပြောခဲ့ပြီးသူကတော့သူ့ရဲ့အချစ်ကိုဘယ်တော့မှလက်မခံခဲ့ပေမဲ့တကယ်ကိုကြည်သူတင်တဲ့အနေနဲ့ဒီလက်ဆောင်လေးပေးချင်တာပါလို့ပြောလိုက်ခဲ့ပါတယ်။ဒါအောင်ကျတော့ဖူကာကလည်းစိတ်မကောင်းဖြစ်သွားခဲ့ပေမဲ့စာကြိုရဲ့စိတ်ရင်းကိုနားလဲသွားခဲ့ပြီးတော့လက်ဆောင်ရွေးဖို့အတွက်ကူညီပေးခဲ့တာပါ။စာကြိုကလည်းသူ့စီယာဘာမှပြန်မလို့ခြင်းခဲ့ပါဘူး။ဒီတောင်လေးကြောင့်မလို့သူလည်းပြုံးနိုင်သွားခဲ့ပြီးတော့ကျင်း납ပါပြီလို့ပြောတဲ့အချိန်မှာဖူကာတယောက်တည်းကတကယ်ကိုစိတ်လှုပ်ရှားသွားခဲ့ပါတယ်။စာကြိုကတော့စိုင်နေရတဲ့ပုံကိုကြည့်ရင်းနဲ့ဖူကာကသူထင်တယ်လို့တက္ကသိုလ်ကျောင်းသူမဟုတ်ဘဲနဲ့အလေတန်းကျောင်းသူလေးဖြစ်နေရအောင်တည်လေရပါတယ်။အဲဒီနောက်မှာစာကြိုကတော့အိုက်ကီယာအတွက်လက်ဆောင်လေးကိုကိုယ်တိုင်ထွင်းထုတ်ထားတာကိုလုပ်နေခဲ့တာပါ။အဲချိန်မှာပဲအိုက်ကာတို့အဖွဲ့ကဆိုင်ထဲကိုရောက်လာခဲ့ပေမဲ့စာကြိုကိုတော့တိုက်ရိုက်မတွေ့ဆုံခဲ့ရပါဘူး။ဒါပေမဲ့ညီမလေးအာရီကတော့စာကြိုတို့နဲ့ဖကာတို့ရိုက်ထားတဲ့ဓာတ်ပုံလေးကိုတွေ့မြင်သွားခဲ့ပါတယ်။နောက်ပိုင်းမှာအိုက်ကာတယောက်ကတော့စာကြိုနဲ့တူတဲ့လူတယောက်ကိုအဝေးကလမ်းမြင်လိုက်ရပေမဲ့အာချီတာကတော့စာကြိုကတခြားတယောက်နဲ့အလုံးရှုံနေမှာပါလို့ဆန္ဒလိုက်တဲ့အချိန်မှာအိုက်ကာစိတ်ထဲမှာတမျိုးလေးဖြစ်သွားခဲ့ပါတယ်။လူရသည်ចောင်းပိတ်ရဲ့ပြီးကစားမှာတော့အကျွေးစာအုပ်ဆိုင်အလုပ်ကလည်းပြီးတော့မှာပဲဖြစ်ပြီးအဲဒီချိန်မှာတန်နေရအေးအေးဆေးဆေးနေတတ်တဲ့မီနာဆိုတဲ့ကောင်မလေးကအချိန်ပိုင်းလှုပ်လာချောက်ခဲ့ပါတယ်။မီနာကတော့ရမ်းရှက်တတ်ခဲ့ပေမဲ့စာအုပ်တွေကိုတကယ်ရှစ်တတ်သူမလို့စိုက်ချင်းကလည်းအလုပ်ခန့်လိုက်တာပဲဖြစ်ပါတယ်။စာကြိုကတော့မီနာကိုအလုပ်တွေတင်ပေးခဲ့ပြီးတော့မီနာကအရမ်းရှက်တတ်ပြီးစကားတူတူပဲပြောတတ်တာမလို့စာကြိုကတော့စိတ်ရှည်လက်ရှည်နဲ့ပဲတင်ပြပေးရပါတယ်။တနေ့မှာတော့ခွာကြတဲ့ဖောက်တဲ့တယောက်ရောက်လာခဲ့ပြီးတော့မီနာတယောက်ငိုမလို့ဖြစ်သွားခဲ့တာကြောင့်စာကြိုကကြားဝင်ကူပေးခဲ့ပြီးတော့မီနာတကယ်တော့မှမေလူတွေနဲ့စကားမပြောရဲသေးရင်တော့ဖောက်တဲ့အဖြစ်ပဲလာပူကောင်းမယ်လို့ခက်ပြက်ပြက်ပဲပြောလိုက်တဲ့အတွက်ကြောင့်မီနာလည်းငိုသွားခဲ့ပြီးတော့ဝမ်းနေနေခဲ့ပါတယ်။ဒါပေမဲ့မီနာကတော့အလုံးမထွက်ချင်ဘူးဆိုပြီးတော့အခွင့်အရေးထပ်တောင်းတာကြောင့်ညဘက်မှာစာကြိုတယောက်လည်းအိုက်ကာတို့နဲ့အတူတူဗီဒီယိုကောပြောပြခဲ့ကြပါတယ်။သူကတော့အလောက်ကကောင်မလေးကိုပြပြတသားပြောလိုက်မိလို့စိတ်မကောင်းဖြစ်နေတာလို့ပြောပြခဲ့ပြီးအိုက်ကာကတော့နေလောက်တာမမှားပါဘူးဒါမှသူတိုးတက်မှာရောဆိုပြီးတော့အားပေးစကားပြောလိုက်တဲ့အခါမှာစာကြိုလည်းစိတ်သက်သာရသွားခဲ့ပါတယ်။နောက်နေ့မှာတော့မီနာတယောက်တကယ်ပြောင်းလဲသွားခဲ့ပြီးတော့သူမကတော့အလုပ်တွေကိုတက်တက်ကြွကြွလုပ်နိုင်လာခဲ့ပြီး
မီနာကလည်းသူမရဲ့အကိုဖြစ်သူရဲ့အရေးအကနေရုံထွက်ခဲ့ပြီးတော့ကိုပိုင်ရဲတင်မှုရှိခြင်းတို့ဒီအလုပ်ကိုစူးစမ်းခဲ့တာလို့စာချုပ်ဖွင့်ပြောပြခဲ့ပါတယ်။ဒါပြီးသွားတဲ့စာချုပ်ကလည်းမီနာကိုပို့ပြီးတော့နားလည်ပေးလာခဲ့တာ။ဇလဲအဆုံးမှာတော့မီနာရဲ့အကိုကလည်းဆိုင်ကိုရောက်လာခဲ့ပြီးတော့နောက်ဆက်ဖို့စူးစမ်းခဲ့ပေမဲ့စာချုပ်ကတော့မီနာဘက်မှမမရက်တီပေးခဲ့တာပါ။မီနာတယောက်ကအခုဆိုရင်တခြားသူတွေနဲ့ပါပွင့်ပွင့်လင်းလင်းစကားပြောနိုင်နေပြီးစာချုပ်ကတော့သူမရဲ့ရှင်ဘက်ကအစမ်းကန့်ဆိုတဲ့စိတ်လေးကိုဖြုတ်ပေးခဲ့ပြီးတော့အခုကစပြီးမင်းဒီဆိုင်ရဲ့ဝန်ထမ်းအစ်စ်ပဲလို့ပြောပြလိုက်ကမီနာလီကလည်းမျက်နှာမှာပြုံးနေနေပြင်းနေသွားခဲ့တာပါအိုက်ကလည်းတယောက်တည်းဟာတတာဖြစ်ကြံနေခဲ့ပြီးတော့သူမကတော့စာချုပ်ကိုအရန်တွေးကျင်လာခဲ့ပြီးကြောင်မပတ်လေလိုက်ရှာတော့ပါတယ်နောက်ဆုံးမှာတော့လမ်းကျိုးတစ်ခုမှာစာချုပ်နဲ့တိုက်မိခဲ့ပြီးတော့နှစ်ယောက်သားလဲကျသွားတဲ့အချိန်မှာအဲဒီအချိန်မှာနှစ်ယောက်တည်းတယောက်ကိုတယောက်စိုက်ကြည့်ရင်းနဲ့ခံစားချက်တွေကိုတည်သွားကြသလိုပါပဲ။ကာကတော့သူမတွေ့ကျင်လို့လိုက်ရှာနေရဖြစ်ကြောင်းနဲ့အားလည်းရမှလည်းသူ့ကိုတတိယနေလေကြောင်းဝန်ခံလိုက်တာပါ။စာချုပ်ကတော့ရန်အောင်သွားခဲ့ပြီးတော့စကားလမ်းကြောင်းလွှဲလိုက်ခဲ့ကနောက်တော့သူတို့တွေတငယ်ချင်းအားစီတာလေးရောက်လာခဲ့ပြီးတော့တောယောက်သားအေးစီလေးစကားပြောခဲ့ကြပါတယ်။အိုင်ကာကတော့စာချုပ်ကိုမီနာကိုအရင်ကြီးသွားမနှောက်ရှက်နေလို့စားနောက်တလို့နဲ့ပြောလိုက်တော့စာချုပ်ကတော့မျက်နှာပြတ်သွားခဲ့ပြီးငါဘသူကိုမှမနှောက်ရှက်ပါဘူးလို့ပြောလိုက်ခဲ့ကဒါကိုကြတော့အိုင်ကာကစိတ်မကောင်းဖြစ်သွားခဲ့ပြီးတော့သူ့ရဲ့လက်ကိုကင်မှုကြိုးစားခဲ့ပေမဲ့မကင်ပြစ်လိုက်ခဲ့ပါဘူးမိုးရွာရဲ့နေ့တနေ့မှာအိုင်ကာကတော့စာချုပ်ရှိရဲ့စာအုပ်ဆိုင်ကြီးမှာမိုးရီထဲမှာပြေးလာခဲ့ပြီးသူမကစာချုပ်နဲ့အချိန်ဖြုံးကျင်လို့လာခဲ့တာပါအဲချိန်မှာဖူကာကိုလည်းရောက်လာခဲ့ပြီးတော့စာချုပ်ကတော့နှစ်ယောက်စလုံးဂယူးဆိုင်ပြီးနေတာကိုကြည့်ပြီးအိုင်ကာကလည်းနင်းနေတော့တဝင်းတူခဲ့မိတာပါဒီမှာလည်းစိတ်ဆိုးပြီးပြန်ထွက်มาတော့ရှော်လဲမလို့ဖြစ်သွားတဲ့အတွက်ကြောင့်စာချုပ်ကတော့ဖတ်ပြီးတော့ဖန်လိုက်ခဲ့ကအဲချိန်မှာနှစ်ယောက်သားအရင်နီးကပ်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့အိုင်ကာကတကယ်နှစ်သက်တာပါလို့ဝန်ခံလိုက်ခဲ့ပြီးတော့နှစ်ယောက်စလုံးလက်ချင်းစိတ်ကအေးချမ်းစွာလမ်းလျှောက်သွားကြခဲ့ပြီးတော့နောက်ဆုံးမှာတော့ကိုရှိတဲ့သူနဲ့အေးချမ်းစွာဖြတ်တန်းသွားရင်းနဲ့ဇလန်လေးကဒီမိုင်ရဲ့ဆုံးသက်ထားခဲ့ပါတယ်